ပရိသတ်တို့အားလုံးပဲမင်္ဂလာပါ HK Entertainment အနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Kero Channel ကနေတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ဆရာမကြီးဂျာနယ်ကျော်မမလေးရဲ့တွေ့တဲ့စိမ့်စိမ့်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ပါတော့မယ်ဒေါ်သိမ်းမီကတက်ပြင်းမကြီးကိုချလိုက်တယ်သူ့ရင်ထဲမှာတက်တာရာလေးရလိုရညာဟင်ကနေတက်ပြင်းကြီးချလိုက်ရာရင်ထဲမှာကမောနေလေတယ်မလှုပ်ရှင်မရှားကြအောင်ဖြစ်နေတဲ့ခြေလက်တွေကိုအခုမှပဲအနာပေးရတယ်။ဒေါ်သိမ်းမီကပက်လက်ကလေးတိုင်းပေါ်မှာခြေပြစ်လက်ပြစ်ကြီးထိုင်ကဟင်းချလိုက်ပြီးမောရပုံမှာညစဉ်ညတိုင်းဖြစ်တော့တယ်။ရင်ထဲမှာဖုတ်လိုက်မောနေရင်ဒီကနေ့အမောဆုံးပဲလို့မှတ်ချက်ချတယ်။အိမ်မှာရေမရှိချေနေ့လေကလမ်းတောင်းကပုံပိုင်းမှာတန်စီကြီးနှလုံးပြည့်အောင်ရေးဆွဲထည့်ရပြီးခြေကုံလက်ပန်းကျခဲ့တယ်။ရေထည့်ပြီးအဝေဟောင်းတွေတပုံကြီးထိုင်လျှော်တယ်။အဝတ်တွေကိုကြိုးတန်းမှာအရေးအတွက်နဲ့လှမ်းသွားလျာ85တဲ့ရှိ၍ဟိုက်သွားတော့တယ်။ပက်လက်ကလထိုင်ပေါ်မှာဒေါ်သိမ်းမီရဲ့ခေါင်းကဘဲပြန်ညာပြန်လူးနေလေတယ်။အသက်ကိုမချိမဆန့်ရှူနေရကရင်ထဲမှာအတော်မသက်ကြိတ်ကြီးလျက်နေလေတယ်။ဒီအသက်ဒီရွယ်ကြောင့်မှငါးလောက်ဒုက္ခကြီးတာမျိုးရှိသေးရဲ့လား။ဒေါ်သိမ်းမီရဲ့အသက်မှာ62နှစ်ဖြစ်တဲ့သူဒုက္ခကတနေ့လုံးနေထွက်ကနေဝင်ဖိမချအောင်နားခွက်မရှိပဲခံရရတဲ့အိမ်နောက်တာဝန်ကြီးဖြစ်လေတယ်။နန်းနန်းလေးနာရီကအိယာမထားလာကမိဖို့တွေကိုတန်းဝင်သွားလေတယ်။မိမွေရင်းနှိုးတဲပြီးတာနဲ့မျက်နာတစ်တော့တဘိုးတပါသွားသောကိစ္စတွေကိုခက်တုတ်တုတ်လုပ်ရတယ်။အပူတွတ်နေနဲ့ပူစုမညာဆုတ်ထားကြတဲ့နှုတ်ဘူးတွေကိုစေကြောရင်ကိုရှိသမက်ကညတကောင်ကြောင်မှအိမ်ပြန်ကညစာစားထားတဲ့ထမင်းဟင်းပကံအပိအရေးတွေကိုဆက်လက်စေကြောတိတ်ဆဲလျက်ရင်နွေးအိုးကြထမင်းအိုးကောက်စေးလေတယ်။တအိမ်လုံးအတွက်ကော်ဖီဖြော်ရတယ်။ကော်ဖီပကံလုံးကိုဘယ်လက်ကကိုင်မှုတ်တော့ကညာလက်ကငရုတ်သီးထောင်းနေလေတယ်။ထမင်းအိုးမိဖို့ပေါ်မှာမချရသေးတဲ့အချိန်အတော်တွင်ငရုတ်သီးတစုံထောင်းစွမ်းတော်ပန်းပြင်ကလေးတွေထားကြရင်တောက်ကြရန်နိုပလင်းတွေဖြော်ထည့်ပြီးမှထမင်းအိုးကိုချနှက်ခဲ့ကတမီအိတ်နေတဲ့အခန်းဝါမှာအတန်ပြုလျက်နက်နက်ဈေးကိုတုတ်ချေတင်ပြေးသွားလေတယ်။မနက်၈နာရီမှာကျောင်းတရားမဲ့သူအပေါင်းအမနဲ့အပုတို့ကိုကျောင်းအိတ်ဆောင်လိုက်ပို့ရမှာဖြစ်တာကြောင့်ဈေးရအပြန်မိဖို့ထဲမှာတည်ရေးရှင်ရေးချက်ပြုတ်ပြီးကလေးတွေကိုထမင်းကျွေးရလေတယ်။ကျောင်းသားမဲ့ကလေး၃ယောက်အနက်အငယ်၂ယောက်ဖြစ်တဲ့အမနဲ့အပုကိုလက်ဆွဲကကျောင်းချိန်မိအောင်ပြေးပို့ပြီးတဲ့နောက်အိမ်ကိုတုတ်ရှောက်ပြန်ကတမက်ရုံတက်အမိထမင်းပြင်ကျွေးရတယ်။ဒေါ်သိမ်းမိရဲ့တမက်မောင်မြဦးကရုံးစည်းရေးကြီးဖြစ်တဲ့9နာရီတိရုံရောက်အောင်သွားရတယ်။ဒေါ်သိမ်းမိသမီးမအေးလာမှအိမ်အောင်ကြပြီးမှကောင်းကောင်းကျမ်းမာတာမရှိမကျမ်းမာတဲ့အတွင်းအပင်တနေ့ကလေးတယောက်ငွေကတနေ့ရွှေတနေ့ငွေနဲ့ချိနဲ့ဖြစ်နေလေတယ်။ကိုဝင်လေးလာနဲ့ချက်တော့တွေဖောရောင်နေလျက်ခြေမထောက်နိုင်မဲ့အဲ့ရတဲ့လဲနေသည်မှာတလားလောက်ရှိကြပြီ။မနက်မိုးလင်းအိမ်တော်ဝင်ကတစ်ဖက်ကျောင်းသားကိစ္စရုံးသမားကိစ္စသမီးလူမမာပြုစုတဲ့ကိစ္စစသည်ကိစ္စတွေနဲ့ချင်းလဲနေလေတယ်။7နာရီထိုးရင်ကလေးတွေကိုကြောင်းကြူရန်ကျောင်းကိုပြေးရလေတယ်။အိမ်မှာရင်မရခြင်းကပုံမိုဒုက္ခကြီးပေတယ်။လမ်းတောင်မိသက်ပိုက်ရီကိုလက်ဆွဲတံမုံနဲ့တနေ့ကင်းလုံးဆွဲတယ်ရတယ်။သမီးအဝတ်တမက်အဝတ်ကလေးသေးအဝတ်နဲ့ချီအဝတ်တွေပါမကြမ်းဟောင်းရှိသမျှကျုံးလျှော်ရလေတယ်။အဝတ်လျှော်နေရင်တစ်ဖက်မှာထလုပ်ပေးရတဲ့အလုပ်တွေမှာအလုပ်မျိုးစုံသွားလေတယ်။နိုဘူးဖြော်ပကတ်လွဲကလေးနောက်ဖေးကြောင်းလူမမအနာလေးမကြခဏသွားလုပ်ပေးနေရပုံတွေကအဝိရှော်ရင်မှထမင်းရည်စိုးကြီးနဲ့ဖြစ်လေတယ်။အိမ်မှာအိမ်အကူတယောက်မှမရှိပဲအဝိရှော်ရင်အလုံမျိုးစုံထားလုပ်နေရလျက်ဖက်မောနေရှာတယ်။အဝိရှော်ပြီးမှကြပြရေချိုးကနေဆောင်သွားတယ်။မိဖို့တွေကိုဝင်သွားပြန်တယ်။ထမင်းချက်ရင်ပြုံရင်တစ်ဖက်နဲ့ရတဲ့အချိန်ကိုလူလျက်အိမ်ရှိမှတပြက်စီလဲတယ်။ကလေးတွေတယောက်ပြီးတယောက်ရေချိုးပေးကတနခါသွေးလိမ့်ပေးရသေးတယ်။နိုင်အချိန်နဲ့နှုတ်ဘူးဖြော်ရပြန်တယ်။ကလေးပကံလွဲသိရပြန်တယ်။ထမင်းအိုးစုကြနေ၍မိဖို့တွေကိုပြေးဝင်ပြန်ကဇယ်ဆက်တလို့သူ့လုံနေတဲ့အလုပ်တွေကတလုံပြီးမှတလုံမဟုတ်တော့ပဲဘောင်းဆောင်အကုန်လုံးတိမ်ကြုံရှောက်လို့သွားသည်မှာနေဝင်မိုးချုပ်တဲ့အထိဖိမချရကြ။ဒေါ်သိမ်းမီကည7နာရီထိုးမှပလက်ကလထိုင်မောထိုင်၍အနားယူနိုင်တယ်။နေထွက်ကနေဝင်ရမိုးချုပ်ည10နာရီအထိတက်လှုပ်လှုပ်နဲ့တစ်ခုပြီးတစ်ခုမျိုးစုံအောင်လောက်ကင်နေရသည်မှာအသက်ထွက်မတက်ဖြစ်လေတယ်။ဘူးစုကလေး6ယောက်စလုံးအိတ်ကုံကြတော့မှပလက်ကလထိုင်ပေါ်မှာပြစ်ထိုင်ချကခြေမသေးလက်မသေးခြင်းနဲ့အမောကြီးမောလီတော့တယ်။
လက်မောင်းနှစ်ဖက်စလုံးစစ်စစ်နဲ့ကြိုက်ခဲလာလေတဲ့ခါကလည်းနားတယ်ဒူးကလည်းနားတယ်တနေ့လုံးမနာရပဲလှုပ်နဲ့လောက်ကင်နေရ၍ပင်မလာတာထက်မြောင်ရှုံးအောင်စောကြကုန်တဲ့ဘူးစုခယူတို့ကိုအော်ရဟေရပြောရဆိုရဆွဲရလွှဲရတာတွေကအမောတကအမောဆုံးဖြစ်နေလေတယ်ဒေါ်သိမ်းမီကတနေ့လုံးလူရောအတန်ရောဒေါင်းတင်မောင်းတင်ထားသမျှညဘက်ကလက်ထိုင်ပေါ်ရောက်သွားရင်တော့ပျော့ကျသွားလေတယ်မောလွန်လို့အသက်ကိုမဝတဝရှူနေစဉ်အိတ်ခမ်းထဲမှာပေါင်ကိုက်၍ညီးတွားနေတဲ့မအေးလားရဲ့အတန်ကိုနားဆွင့်လိုက်တယ်ရင်သွေးအိတ်ကတ်ထားရလားလို့ကြားလောက်အောင်သူ့အတန်ကိုချစ်ကြုံညှစ်လိုက်ကလှမ်းပြောလိုက်တယ်မအေးလားလည်းညီးနေရင်မှမိခင်ရဲ့အတန်ကိုကြားလိုက်၍အညီးရက်လိုက်ကအန်ကျိတ်လျက်နားဆွင့်လိုက်တယ်ဒေါ်သိမ်းမီရဲ့အတန်မှာတောင်ထိပ်ပေါ်ကိုအရောက်အမောဆို့နေတဲ့အတန်မျိုးနဲ့စကားပြောနေသလိုစကားအတန်ကလေးဆက်ပြက်လျက်တုံအပ်နေကအတန်ပြက်နေတာကိုတွေ့ရတယ်မအေးလာကအညီးရက်လိုက်ပြီးဟုတ်ကဲ့ကတ်ထားပါတဲ့အမေလို့လှမ်းအော်ပြောလိုက်တယ်အဲ့ဒီနောက်မျက်နှာနဲ့ခေါင်းအောင်ဖိကက်ကအတန်မထွက်ပဲအားရပါရချုံမွဲချ၍ငိုနေလေတယ်ဒေါ်သိမ်းမီကပလက်ကလထိုင်အနီးတစ်ဝိုက်မှာတဝီဝီပြန်တန်းနေကုန်တဲ့ခြေနှံတွေကိုချက်တီးမွေးညင်ထားမိလေတယ်လက်နှစ်ဖက်စလုံးမမြောက်ချင်မသေးချင်နေတဲ့အခိုက်ချင်းဟလာ၍စစ်ကနေကြိုက်လျင်တော်တန်ကြိတ်မိတ်ခံတွေကမျက်နှာကိုရှုံးသွားနေလေတယ်ပါလီငါချောင်းသာရှိတဲ့သူ့မျက်နှာကချင်းကြိုက်၍စစ်ကနေဖြစ်သွားလျင်ဂုံဒီအိတ်အပြားအစကိုလုံးစုချီထားလိုက်သလိုပဲမျက်နှာပုံပြက်ပန်းပြက်မျက်လုံးနှာခေါင်းပါးစပ်ဟူသည်များရှုံးခွက်ဝင်သွားကတွန့်ဆုသွားလေတယ်အိမ်ရှိတကာပိတ်ထားတာကြောင့်အိမ်ရှိခန်းမှာလီလုံးနေတယ်အိမ်မှာအဝေးကကြည့်ရင်ငှက်လောင်အိမ်ကလေးနဲ့တူတယ်အိမ်နှစ်ဆောင်ကြားထဲမှာကတိကတဲ့ညက်နေတဲ့တထက်ပြင်အောင်အိမ်ကလေးဖြစ်တယ်အိမ်ရှိမျက်နှာစာမှာလူဝင်လူထွက်တကောင်းမကြီးတစ်ပေါက်သားရှိတယ်နှစ်ဖက်အိမ်ထဲညက်ထင်တွေကဘေးပြင်းမောက်တွေမရှိအိမ်ရှိတကားဖွင့်မှသာအလင်းရောင်ဝင်လာတယ်ဒေါ်သိမ်းမီကမောမောနဲ့ဇောချွေကြီးထွက်လာလျင်နှစ်ဖူးပေါ်မှာချွေသည်ချွေပေါက်ကြီးတွေတီးနေလေတယ်အိမ်ရှိကန်းလေးထဲမှာနှစ်ယောက်အိမ်ပိတ်ချင်အောင်ကြီးထဲမှာကလေးတွေကိုစုပြုံတိတ်ထားလေတယ်ပိတ်ချင်အောင်ကြီးဘေးမှာတယောက်အိတ်စားချင်အောင်ငယ်လေးတစ်လုံးထပ်ထောင်ထားတယ်စားချင်အောင်မှာကျိုးစာသုံးဘက်သားခြိထားလေတယ်တမက်ပြန်လာ၍တကားပြန်ပိတ်ပြီးမှကျိုးစာကိုတကားမှခြိထားရတာဖြစ်တယ်စားချင်အောင်ကလေးမှာလေးဘက်ထောက်အရွယ်ရှိတဲ့ကလေးအငယ်ဆုံးပူတူးမကလေးကိုတိတ်ထားတယ်ပိတ်ချင်အောင်ထဲမှာကလေး9ယောက်ကအိုင်လွန်းပူလွန်၍လူးလိမ့်ကန်နေကြတယ်ဒေါ်သိမ်းမီကလှိမ့်တန်ကန်တန်ကြားလျင်ကောင်းကြည့်သွားတယ်ကျွတ်ဟုတော်တော်နဲ့အသက်မရှူနိုင်ပဲစုပ်သက်ခါအတန်ပေးနေကြတယ်စနောင်ထဲကကလေးတယောက်နိုးရင်နောက်ထပ်9ယောက်ကပါလိုက်နိုးတတ်တယ်အချိန်မတော်ကြီးနိုးကြငိုကြကောက်ကြလျင်ချော့မရမော့မရနဲ့စူညံကုန်ကြတယ်ဒေါ်သိမ်းမီမှာကလေးတွေနိုးလျင်ဖိမနိုင်ကောင်းမနိုင်နဲ့ဒုက္ခရောက်လုံ၍ခြံနောင်ထဲမှာလှိမ့်တန်ကန်တန်ကြားတိုင်းအသက်ရှူမသားကထိတ်ထိတ်ပြပြဖြစ်သွားလေတယ်ညင်ကညင်းတဲ့ပိုင်းကိုချင်းနှင်းဝင်လာလေတယ်အိမ်ရှိလမ်းပေါ်မှာအတန်ပလန်တွေတစဆဲသွားလေတယ်ဒေါ်သိမ်းမီကမျက်လုံးတွေလေးလံလာကငိုင်ပြေးလာလေတယ်အိတ်ကျင်လျက်နဲ့မအိပ်ရချင်းမအေးလာမကလေးကတမက်ပြန်လာရင်တကားခောက်ကအတင်းဖွင့်ပေးနိုင်ရန်ထိုင်ဆောင်နေရတယ်အိပ်ပျော်နေမိ၍တကားကိုနာခောက်ပါကခလေးတွေနိုးကုန်မှဆိုးရတယ်မောင်မြဦးကရောက်ခတ်မှဒေါ်သိမ်းမီကိုစကားမပြောဘဲနေတာကြောက်ပြီးဖြစ်၍အချိန်မတော်ညနေမှပြန်လာရင်အတန်မပြုတ်ပဲတကားကိုသာတွင်ကြီးခောက်နေလေတယ်ဒေါ်သိမ်းမီကလေးလံကျလာတဲ့မျက်ခွင်တွေကိုအတင်းမတင်လျက်မျက်လုံးမပိတ်အောင်ဖွင့်ထားရလေတယ်ခဏသာဖွင့်ထားနိုင်တယ်ဖြုတ်ကနေပြုတ်ကျလာပြန်ပြီးမတင်ဖွင့်ရပြန်တယ်ခုနေများခြံအောင်ထဲဝင်အိပ်ရရင်နှစ်ချက်ကြီးအိပ်ပျော်သွားမှာပဲသွားစဉ်းစားလိုက်မိသေးတယ်ဒီလိုသွားပြီးစဉ်းစားလိုက်မိတာနဲ့တပြိုင်နက်ရင်ထဲတွင်တဖြည်းဖြည်းနာလာလေတယ်မေးငိုက်နေတဲ့မျက်လုံးတွေမှာမျက်ရည်စားတွေကစိတ်ယိုကျလာလေတယ်ငိုင်မီးနေတဲ့မျက်လုံးတွေကမျက်ရည်စားတွေနဲ့ဆိုးဆွတ်လာတဲ့အခါတဖြည်းဖြည်းမျက်လုံးကျလာလေတယ်ချင်းကောင်းတွေကဖွဲနဲ့စုပ်ပတ်လိုက်တဲ့ကဲ့သို့ညစ်နက်လေးများလာလေးဖြစ်တယ်ချင်းကိုက်လုံး၍တကူလုံးပူထူလာလေတယ်လေးလံကိုက်ကဲနေတဲ့လက်နှစ်ဖက်ကအငိမ့်နေ၍မရချင်းပုတ်လိုက်မျက်ရည်တုံလိုက်တကူလုံးဟုတ်ကုတ်ဒီကုန်းနဲ့လှုပ်ခါခါဖြစ်နေပြန်တယ်ဒေါ်သိမ်းမီကတစ်ချိန်ထက်တစ်ချိန်သီးမခံနိုင်တော့အောင်ဖြစ်လာတယ်ရှင်ထဲမှာလည်းကြိတ်မနိုင်ခဲမရဖြစ်လာလျက်ရေရွတ်နေပြန်လေတယ်မရမနေရတော့မညာတာတဲ့အကောင်တေချင်းစိုးဒင်းမျက်ခွက်ကိုမြင်နေရတာဝစ်ကြီးတာမျိုးများရှိသေးရဲ့လားဒေါ်သိမ်းမီရဲ့နှထင်ကြောကြီးတွေကတပြိုင်ထောင်ထလာတယ်အန်ကိုကြိတ်ထားတယ်
မျက်ရည်ပေါက်ကြီးတွေတပေါက်ပြီးတပေါက်လှိမ့်ကျလာတဲ့အခါမှာတရေရေပေါ်လာတဲ့မောင်မြဦးရဲ့မျက်ခွက်ကိုစိုက်လျက်ကြည့်နေလေတယ်။မောင်မြဦးရဲ့မျက်နှာကမခုတ်တက်တဲ့ကြောင်ကလေးလိုရိုးပုံရိုးပန်းရှိတဲ့မျက်နှာမျိုးဖြစ်တယ်။မျက်နှာသွဲ့သွဲ့အသားဖြူဖြူနှာရံပေါ်တယ်။မျက်လုံးအကြည့်စိုက်လျက်မျက်နှာအောက်ချအနေများတယ်။နှကန်းပပနဲ့စကားအလွန်နေတဲ့လူရိုးလူအေးရုပ်လက္ခဏာမျိုးဖြစ်တယ်။မောင်မြဦးနဲ့မအေးလာကိုလက်ထပ်ပေးစားခဲ့တဲ့အကြောင်းတွေမှာလူရိုးလူအေးဆိုတဲ့အချက်ကအဓိကထားပြီးကိုယ်စိတ်ကြိုက်ရှာဖွေပြီးပေးစားလိုက်ခြင်းဖြစ်တယ်။ဒေါ်သိမ်းမီကတဦးရီသောသမီးလေးမအေးလာကိုလင်ပေးစားဖို့ရွေးလိုက်ရသည်မှာလင်မယားချင်းသဘောချင်းကွဲလွဲတာကြီးဖြစ်တယ်။ဒေါ်သိမ်းမီရဲ့ခင်မဦးအေးမောင်မှာမော်လမြိုင်မြို့ပေါ်မှာပွဲစားကြီးဖြစ်ပြီးလူချစ်လူခင်ပေါ်များလာတယ်။မြို့ဝင်အုပ်ထောင်နဲ့ပေးစားလိုတယ်။လူပြိုမြို့အုပ်ဝင်ထောက်လေးဆိုရင်ရင်းနှီးအောင်မေးဖွဲ့ကအိမ်ကိုဖိတ်ခေါ်တမင်ကျွေလျက်ဘဲနဲ့လည်းမအေးကြီးလို့မယားကိုတိတ်တိတ်ကြိတ်မိတတ်တယ်။ဖြစ်ပါဦးဖေကြီးရဲ့တမီးလေးကမင်းကတော့စိုးကတော့ဖြစ်တာတော့ဟုတ်ပါရဲ့ရှင်။တော်တော်ကြတော့ဒူးနဲ့မျက်ရည်တုပ်နေရပါလိမ့်မယ်။ရိုးရိုးအေးအေးဟာမျိုးပဲရှာပါတော့။ဦးအေးမောင်သဘောတူတဲ့တမန်လောင်းတွေတအူပြီးတအူပေါ်လာကြတယ်။ဒေါ်သိမ့်မိညင်းပယ်တာကြီးဖြစ်ပြီးဒေါ်သိမ့်မိအလိုကြမလွန်ဆိုင်ပဲအလျှော့ပေးရတယ်။ဒေါ်သိမ့်မိကတအူရီတော်သမီးကိုအရေးတကြီးကြီးနဲ့မခိုင်းရမစေရရွှေပေါ်မြတင်ထားခဲ့လေတယ်။ဒေါ်သိမ့်မိရဲ့ပါဇက်ဖျားမှာသမီးကိုစမ်းတင်လျက်နေတယ်။သမီးလေးကကြီးကြီးကျယ်ကျယ်ဘလို့စကားမျိုးတွေပြောပြန်တယ်။ဘလို့ပုံစံမျိုးထိုးပြန်တယ်။ဘလို့အစင်မဝတ်တာဘလို့ဟာမစားတာဘလို့လိမ္မာတာစသဖြင့်အမွန်းတင်၍ပြောရသည်မှာအမောအကယ်၍သမီးလေးအကြောင်းပြောရရင်ပြောကြလူမရှိရင်မအေးလှအဖေကိုမိမ့်မိမ့်ရှက်ရှက်ပြောနေတတ်လေတယ်။ကို့သမီးအရွယ်နဲ့မလိုက်ဘူးဖအေးတူသမီးလေးလို့ချီကျူးနဲ့နေရစားပြီးအချိန်ရှိသည်အနားမှာတွတ်လက်ထပ်ပြသခဲ့လေတယ်။မအေးလှအရွယ်လေးရောက်လာတာနဲ့တပြိုင်နက်တဆွေလုံးတစ်မျိုးလုံးကမအေးနဲ့သမီးတကြောတဲ့ပဲလို့မှတ်ချက်ချကြလေတယ်။စကားပြောတဲ့လေးကဟိုတာရီနာတက်ပြောတာမျက်လုံးကိုမဖွင့်ဘူးအရွယ်နဲ့မလိုက်ဘူးသူ့ကိုယ်သူအပြိုကြီးကြနေရပဲ။ကွယ်ရာတွင်စင်မျိုးတွေကအတွင်းစုပြောကြပုံကိုတဆင့်ပြန်ကြားသိရတဲ့အခါဒေါ်သိမ့်မီကအတိုင်းမသိအာပါတရကျင်းနဲ့ခဲလေတယ်။ကျုပ်သမီးလေးငဲသားငဲလူကြီးကလေးပါပဲတဲလိမ်ပါတယ်။သူ့အိုသူ့အိမ်နာနဲ့ဆိုရင်စိတ်ချရပြီ။ကျုပ်ကတော့ရှစ်လိုလူရိုးလူအေးနဲ့မှပဲပေးစားမယ်။ဒေါ်အေးမီကဦးအေးမောင်ကိုလူရိုးလူအေးလို့ဂုံပုတ်ပြင်လက်ထပ်ခဲ့တယ်။ဦးအေးမောင်နဲ့အကြောင်းပါခဲ့ပြီးတဲ့နောက်သူထားရနေသူပြောသလိုဖြစ်သူ့လက်သူ့ကြီးအရာခတ်သိမ်းသူ့သဘောကြီးလုံနိုင်ခဲ့၍မအေးလာကိုလည်းလူရိုးလူအေးမျိုးနဲ့သာရွေးစာပေးစားခြင်းနဲ့ဒေါ်သိမ့်မီကသမီးနဲ့ပေးစားရန်သေးသမျှကျန်းသမျှနေဆက်သမျှတွေမှာယနီးရဝေးရှိလူရိုးလူအေးကိုပိုက်စိတ်တိုက်ရှာဖွေခဲ့တယ်။ထောက်လန်းရှာဖွေရတဲ့အတဲလက်ရွေးစင်စိတ်ကြိုက်မအေးလာထားရနေစေရသွားမယ်။မောင်မြဦးကိုရွေးချယ်လိုက်ကပေးစားခဲ့လေတယ်။မောင်မြဦးဘက်မှာအဖေမရှိအမေအိုကြီးသာရှိတယ်။တဦးရီတော်သားဖြစ်တယ်။ခေပညာ IA အောင်နေအထက်တန်းစီးမှစီးရေးကြီးတက်ကများမကြမီရုံးဝင်တောက်ဖြစ်ရန်အလားအလာများစွာရှိသူဖြစ်တယ်။ရန်ကုန်မှာအိမ်ပိုင်တစ်လုံးရှိတယ်။အပေါ်တက်နေ၍အောက်ထက်ငားထားတယ်။ဒီအရေးချင်းဒီအလားအလာတွေထက်တနေ့လုံးနေ၍စကားတခွန်းမှမပြောတဲ့လူရိုးလူအေးဆိုတဲ့အရေးအချင်းကိုရှေ့တန်းတင်ကသမီးလေးနဲ့လက်ထပ်ပေးစားခဲ့ခြင်းဖြစ်လေတယ်။ဒေါ်သိမ့်မီကမျက်ရည်ပေါက်ကြီးတွေစီးကျနေတဲ့အကြားမှာတရေရေမြင်နေရတဲ့မောင်လာဦးရဲ့ရုပ်တွင်ကိုတွေးဆိုင်လျက်ကြည့်နေရင်မကြည့်ဝင့်ဝင့်နဲ့မချစ်မရဲဖြစ်လာလေကစိတ်ထဲမှာကြောင်ချာချာဖြစ်လာရင်တရေရေမြင်နေရတဲ့မောင်လာဦးကတဖြည်းဖြည်းရုပ်ပြောင်းသွားတယ်။ခေါင်းဖြူဖြူနှကမ်းမွေးဖြူဖြူမျက်နှာထားတင်းတင်းကြီးနဲ့မဲတော့မန်တော့မဲဟန်ပုံမျိုးရုပ်ပြောင်းသွားတဲ့အခါဒေါ်သိမ့်မီကရင်ထဲမှာတဆက်ဆက်ခုန်လာတော့တယ်။ရုပ်ပြောင်းသွားတဲ့တံတန်ကိုပြူဆိုင်လျက်ကြည့်မိရင်အော်ဟစ်၍သာရန်တွေ့လိုက်ခြင်းနဲ့မောင်မြဦးနေရာမှာအစားဝင်လာတဲ့ခေါင်းဖြူကြီးဦးအေးမောင်ကိုစိတ်ရှိလက်ရှိစုပ်ချေပြစ်လိုက်ခြင်းကမထိန်နိုင်မသိနိုင်အောင်တုံလှုပ်ခြောက်ခြားလာတော့တယ်။ဒေါ်သိမ့်မီကသူ့စိတ်သူထိမ့်မြသိမ့်မြဖြစ်တဲ့အခါတိုင်းသူ့ဆက်ကြောင်းကိုပြန်ပြောင်း၍တွေးတော့တာပါ။သူ့ဆက်ကြောင်းကိုလှန်ကျင်ရာကစ၍လှန်ကတွေးကျင်ရာကိုတစိမ့်စိမ့်ပြန်လှန်ကတွေးကြည့်နေတော့တယ်။မအေးလာကလက်ထပ်ပြီးတပတ်နေကရန်ကုန်ကိုလိုက်သွားခဲ့တယ်။အိမ်နဲ့ခွဲခဲ့ရ၍ကြံရစ်တဲ့အဖေကိုသာလွမ်းမယ်ဆိုလွမ်းစရာရှိတယ်။အိမ်ကိုတော့လွမ်းလာတာမဟုတ်အမေနဲ့နေတဲ့အိမ်နဲ့ခင်မွန်းတယ်နဲ့အတူလာနေတဲ့အိမ်မှာဘယ်နေရာမှထူးခြားလာတာမရှိအိမ်နေစဉ်ကအမေအုတ်ထင်းကျက်လဲပြုတ်ပြင်းမွမ်းမှန်သလိုအခုရန်ကုန်အိမ်မှာလဲအမေပင်အုတ်ထင်းကျက်လဲပြုတ်ပြင်းမွမ်းမှန်လျက်ရှိတာကြောင့်
အိမ်နဲ့အိမ်အငွေအသက်မှာတငွေတက်တက်ထဲထွက်နေပြီတဲ့ဖအေးကြီးတော့သမီးလေးကိုကျုပ်လိုက်ဖို့ဦးမအစားစားအရာရာအကုန်လုံးနေရာချခဲ့ပြီးအသားတီတော့မှကျုပ်ပြန်ခဲ့မယ်ကျုပ်စိတ်မချအောင်ဒေါ်သိမ့်မီကလက်ထပ်ပြီးတဲ့သမီးနဲ့တမက်ကိုရန်ကုန်ကိုလိုက်ပို့တယ်ရန်ကုန်ရောက်တော့အိမ်ကိုသူ့လက်ထဲရအောင်တပတ်အတွင်းသိမ်းယူလိုက်လေတယ်မောင်မြဦးအမေမှာပန်းနာတဲ့ကြီးဖြစ်တယ်အိမ်တော်ဝင်အိမ်လုပ်ငန်းဟူသည်၍နေရာတကာတိုင်းမှာအမကြီးအတာနေစမ်းကျမလုပ်ပါမယ်အေးအေးနေစမ်းပါလို့ဝင်မလာရအောင်အတင်းထိုင်ခိုင်းနေနေရာတကာဒေါ်သိမ့်မီကြီးရှေ့ရဥဆောင်ဆောင်ရွက်လုပ်ကင်ခြင်းဖြင့်9 ရက်အတွင်းတမက်အိမ်မှာသူ့အိမ်ပကတိဖြစ်သွားတော့တယ်။သမီးအမေလှုပ်တာတွေကြည့်ထားအမေပြန်သွားရင်အမေလှုပ်တယ်လို့ကိုင်းတယ်လို့လှုပ်ကြလားကိုလက်ကိုချီအကုန်ဖြစ်အောင်လှုပ်ထားရတယ်။ညီရောက်ခမကိုအသာထိုင်နေပြည့်စေ။ဘာမဆိုကိုကအရင်ကိုကဥအောင်ကြားရလား။နောက်ကြရင်ဘာမဆိုကိုပြီးမှပြီးရမယ်။နားလေလား။အဲ့ဒါလို့မှတ်ထားနော်။ဒေါ်သိမ့်မီကဆဲဆက်တယ်လို့ရှေ့ကရှောင်းလှုပ်သွားရင်သမီးကိုတွတ်ထိုးတင်ပြောပြနေလေတယ်။ဘလို့တင်သူ့စိတ်ထဲမှာအားမရချင်ဖြစ်နိုင်ရင်ဒီအိမ်မှာသမီးနဲ့အတူတူလာနေကသူ့ကြီးပဲလှုပ်သွားခြင်းနဲ့လက်ထပ်ပြီးစားသမီးလေးအတွက်အိမ်နောင်ရေးကိစ္စအိမ်နောင်ရေးကဏ္ဍအဝါဝါကိုဂဂနာနာတိတက်နားလဲစေခြင်းနဲ့ထက်ကြက်မကွာလက်ထပ်ပြပြီးမှအိမ်နောင်သမှုသိနိုင်မယ်လို့ထင်နေတယ်။ကိုဝါရှိမှကြောင်းပြပြီးမှအိမ်နောင်ရေးရာကိုသမီးရိတ်စားမိမယ်လို့တွက်ထားတယ်။အဲ့ဒါကြောင့်ဟောတားပြန်လာပြီလားမောလာတယ်မှတ်တယ်မေမေစည်းဖြော်ရည်ကလေးဖြော်ထားတယ်ကွအင်ကြီးပါချက်ပြီးအေးလူလူနားတောင်းလိုက်သမီးရေညီကိုဖို့ဖြော်ရည်ယူခဲ့အောင်လေမအေးလှပြောရမယ်စကားတွေကိုသူကကြီးစီးပြောပြနေတယ်နေရတကသူကရှေ့ကြောင်းကြီးပြောနေပြီးတဲ့နောက်တဲ့ခတ်တဲ့သမီးပဲမအေးဟာရှေ့ရတင်နေတယ်ဘယ်အခါဘယ်စကားပြောရမယ်ဘယ်အခါဘယ်လိုပြုတ်မှုရမယ်ဆိုတာတွေပြောပြလုပ်ပြနေပြီပဲသမီးကလည်းလုံအောင်ပြောအောင်မှပေါ့လို့နှစ်ယောက်ထဲကြိတ်၍ဆိုတဲ့မန်တဲ့အခါ၌မအေးလှကပုံပုံကလေးပြုံးနေလေတယ်။ညီအဲ့လိုပြုံးစစ်စစ်လုပ်နေလို့မဖြစ်ဘူး။ဒေါ်သိမ့်မိမှာမအေးလှရဲ့ပြုံးစစ်စစ်ကိုစိတ်ထဲမှာအားမရခြင်းအားမရတိုင်းစတဲ့တဘိုးတို့ကအရာရာတိုင်းဝင်ပါလျက်ရှေ့ဟာကြီးလမ်းကြောင်းပြောနေလေတယ်။အမေပြောနေပြီပဲဟာကျမဘာပြောဖို့လိုသေးလို့လဲလို့မအေးလှကသူ့ကိုမှန်၍သူပြောကြမလို့ကြောင်းသူ့ကိုပြန်ရှင်းပြနေတယ်။ဟဲ့လိုတယ်ဟဲ့ညီးနေရအမေဝင်ပြောနေရတာအမေနေရမှာမဟုတ်တာလိုတာပေါ့ဒေါ်သိမ့်မီကလိုတာပေါ့တာဆိုနေလေတယ်လိုအပ်သမျှသူ့ကြီးပင်စခန်းသွားနေလေရာမောင်မြဦးမှာတစားထက်တစားသူ့ဩဇာညောင်းလာကဦးကျိုးလျက်တေတေဝိဝိကလေးဖြစ်နေလေတော့တယ်ဦးအေးမောင်ကသမီးနောက်လိုက်သွားတဲ့သူ့မယားကိုစာရေးခေါ်တော့လဲမရရက်ချင်းအမျိုးမျိုးပေးနေက3-4 လကြာ၍လာပုံမပေါ်တာကြောင့်ရန်ကုန်ကိုလိုက်လာခဲ့ရတယ်မင်းနဲ့ကွာငါနေရေးစာရေးဒုက္ခရောက်တာတစိတ်စဉ်းစားပါအောင်ယထာဆိုင်ဆိုင်ချင်းပစ္စည်းမချခင်ဥအောင်အပြစ်တင်လိုက်တယ်ဒေါ်သိမ့်မီကစကနာထိုးလာလျင်မျက်နှာပြတ်ပုံမျိုးသူ့မျက်နှာကိုတိတိတတ်တာကြီးပြတ်ထားလိုက်တယ်စိတ်မကောင်းတဲ့မျက်နှာနဲ့စကားမပြောဘဲနေတယ်ပစ္စည်းတွေကားပေါ်တင်၍ကားထမစကားပြောလေတယ်ဘူးဒီခရမ်းသီးဆိုရင်ကျုပ်ရင်နဲ့ခွဲပြကြမှာရဲ့ရှင့်အတွက်ပူရတာတစ်မျိုးဒီမှာပူရတာတစ်မျိုးသားသမီးကချက်ချင်းရှိတော့မစားချင်မတောက်ချင်ဖြစ်ပြီးအဲ့ရတဲ့လဲနေတာကျုပ်ဘယ်နဲ့လှုပ်ပြီးပြစ်ထားခဲ့ရမှာလဲဦးအေးမောင်မစိတ်မပြေသေးချေတုံမုံနဲ့မျက်နှာချင်းနဲ့မရဲကြည့်ရဲချင်းရဲလိုက်လေတယ်ဟုတ်တာပေါ့ကွာအခုတော့သားသမီးရှိလို့တော်တော်ကြာကြတော့ကိုဝင်ရစ်လို့တော်တော်ကြာကြတော့ကလေးမိဖွားလို့သွေးသားနုလို့ကလေးငယ်သေးလို့တော်စမ်းမှာတော်ဒေါ်သိမ့်မီကအတင်းဝင်ပြောရင်တရောင်နဲ့တွက်လိုက်လေတယ်တမီးနေမကောင်းတာများဘလို့နေတယ်လဲလို့စီမမေဘူးအပြစ်တင်တာအရင်စပြောတယ်တက်တက်လုံးအနာကမခွာပဲနေလာတာ3 လလောက်ခွဲရသေးတယ်စကားကများလာပြီစကားများတာမဟုတ်ဘူးကွငါနေရေးစာရေးမင်းမပူတာကိုပြောနေတာငါနေရေးစာရေးမင်းမပူတာကိုပြောနေတာရှင့်နေရေးစာရေးမဟန်ရှိတာပဲအကုန်စီစဉ်ခဲ့တာပဲဟာဒေါ်သိမ့်မီကတက်တက်လုံးကခုံကြီးခုံငယ်မပြောတတ်တဲ့လင်းယောက်ျားကိုစိမ့်စိမ့်ကြီးကြည့်လိုက်မိတယ်ခွန်ကြီးခွန်ငယ်ပြန်လန်ပြောတတ်ပါနေပကောလို့အံ့ဩနေတယ်လင်သားအပေါ်မှာအုပ်စီးပြီးမဖိမနှိပ်ပဲထားတာရက်ကြသွားပြီးကြွဆောင်ဆောင်ဖြစ်လာသလားလို့တွေ့ကြရလဲရှောက်တွေးတတ်တယ်မေဟန်သူ့ယောက်ျားစီပြန်ချက်ရအိမ်လဲလာချက်ရနဲ့ကြာရှည်ကြီးဘဲနဲ့လုံနိုင်မလဲတခါတလေလဲအားနာလို့ငါဆိုင်မှာဝယ်စားရတယ်ဒေါ်သိမ့်မီကနားထောင်နေရင်သီးမခံနိုင်တော့ပါ3 လလောက်ကြာတာများရိုးမယ်ဖွဲ့ပြီးပြောနေရစလားလို့စိတ်ထဲမှာခံပြင်းလာတယ်စကားမပြောသူကစကားပြောခြင်းကိုနားမခံနိုင်အောင်ပို့ဖြစ်တယ်ဟုတ်တာပေါ့
ကျုပ်ရှိတော့ငါ6ဆိုဖုတ်ထားပြီးသားဦးရှင့်အလိုကြအဆဆရရလှုပ်ပေးနေတဲ့ရှင့်ခိုင်းပတ်ကြီးပေါ့ကျုပ်မရှိရင်ဒုက္ခရောက်တယ်ပေါ့ဒီမှာကျုပ်အလကားလာနေတယ်လားပြောစမ်းမအောင်ရှင့်သမီးကိစ္စရှင့်သမီးအတွက်မဟုတ်ဘူးလားဘသူသမီးလို့ထင်လို့လဲပြောစမ်းမအောင်ရှင့်မင်းပြောလို့ပြောရတာကွတော်ကွာကျုပ်ကလည်းရှင်ပြောလို့ပြောရတာရှင့်တော်နိုင်မှုတက်စီချစ်ကားဒရိုင်ဘာကကားနောက်မှာရှံဖြစ်လာကြတဲ့အဖိုးကြီးလင်များကိုကလေးတွေကြနေတာပဲလို့အောင်းမေကဦးကြီးတို့ရဲ့တော်ကြပါဗျာလို့ရေရေမောမောနဲ့ပြန်ဖြေလိုက်လေတယ်ဦးအေးမောင်ကရန်ကုန်ကိုတပတ်လောက်နေပြီးနေရက်ကိုပြန်နေဒေါ်သိမ့်မီလည်းဦးအေးမောင်နဲ့အတူပြန်လိုက်သွားမယ်ကြံစီပြီးမှတမီးကလည်းမစားနိုင်စားသမျှအကုန်အန်ကအိပ်ရတဲ့ခွေနေလေတယ်မောင်မြဦးမအေးကြီးကလည်းညာတိုင်းမအိပ်ရပဲပန်းနာထနေကအိမ်မှာလူမမာ2ယောက်ဖြစ်နေတာကြောင့်ကင်ရှင်မြင်တဲ့အတိုင်းပဲကျုပ်လိုက်လို့မဖြစ်သေးဘူးရှင်သားတနေ့လုံးရုံးသွားနေတာသူတို့မှကိုယ်ကွဲလည်းမရှိသေးဘူးသူတို့နေကောင်းမှာပဲလာခဲ့တော့မယ်လို့ဆိုကနေရခဲ့လေတယ်မောင်မြဦးမှာအိမ်ဖြစ်ကလာ၍လောက်ကင်နေတဲ့ရောက်ခမကိုအာနာနေလေတယ်အာနာနာနဲ့အဆဆအရာရောက်ရောက်ခမအလိုကြားလိုက်ရောကပါဇက်သေးခွန်မှာစားတတ်တော့မဲ့ကလေးတယောက်ကဲ့သို့ရောက်ခမပြုတ်မှနူးရတော့မဲ့အခြေကိုတဖြည်းဖြည်းဆိုက်ရောက်လာလေတယ်မေမေကျွန်တော်လမ်းထိပ်သွားအောင်မေမေမေကျွန်တော်ညနေရုံးပြန်တော့ကြမယ်မေမေကျွန်တော်ရုံးစောစောသွားရမယ်စသဖြင့်သူ့ကိစ္စကိုမအေးလာအောင်အတိပေးရန်ထက်ရောက်ခမကိုပြောရန်လိုအပ်လာတယ်ကြိုတင်မပြောခဲ့ပဲရုံးပြန်နောက်ကျသွားတဲ့နေမျိုးဆိုပါကတားရီနောက်ကျလာကြည်အားကွဘာဖြစ်လို့လဲမေမေကစိုက်ကားလာတိုင်းကြည့်နေရတာအမောပဲလို့ရောက်ခမကစီးပြောတယ်ရုံးပြန်နောက်ကျတဲ့အကြောင်းကိုရောက်ခမအားပြောပြခြင်းနဲ့မယားပါတလက်စားတဲ့ကြားတော့ရမယားကိုတသက်ပြောနေစရာမလိုတလားအောင်တစ်ချက်ခုံနှစ်ချက်ပြတ်ဖြစ်နေလေတယ်ဒီလမ်းမသွားရန်ဒီအစားမစားရန်ဒီအချိန်ရေချိုးရန်ဒီအချိန်စေးတောက်ရန်ကိစ္စအဝါဝါပြဿနာအရရမအေးလှပြောရန်အကွက်တကွက်မှမရှိချေဒေါ်သိမ့်မိပဲစောင့်ထိုင်ပြောနေတယ်မအေးလှကသူ့ယောက်ျားနဲ့အခန်းထဲဝင်မှသာလင်မယားဖြစ်တော့ကလင်မယားပြောစရာစကားမျိုးလင်ပြောမယားပြောနိုင်ကြလေတယ်မအေးလှထူထူထောင်ထောင်ရှိလာလျင်မောင်မြဦးကဦးအေးမောင်အတွက်တောင်းပန်ပြန်လွတ်တော့မှဒေါ်သိမ့်မိမှာစိတ်မချလက်မချနဲ့ပြန်လာခဲ့ရတယ်အိမ်ရောက်ရင်သမီးအကြောင်းသားအကြောင်းပဲတဖွာဖွာပြောနေပြီးစကားတဲ့သမီးမပါသားမပါရင်မပြောတတ်တဲ့လောက်ပဲလို့ဦးအေးမောင်ကစုပ်ဆဲနေတာကြောင့်မျက်နှာကြောမတက်ဖြစ်နေကြတယ်ဒေါ်သိမ့်မိကကိုဝင်ရှိတဲ့သမီးအတွက်တထင်းထင်းနဲ့လူကြုံသာစနေနာနေတတ်တယ်2ရက်တခါ3ရက်တခါဘူတာယုံမှာလူကြုံသွားရှာတယ်စားစရာပိုးရဆေးပိုးရခလေးအနီးပိုးရခလေးအုပ်ထုပ်ဆွဲတာထိုးပိုးရနဲ့အမြဲတမ်းသမီးကိစ္စနဲ့ပြားများနေလေတယ်ဦးဝေးမောင်ကပထမမှာပိုးတယ်ကဲတယ်လို့ထင်တယ်ပိုးတယ်ကဲတယ်လို့အထင်ရောက်ရမှာစိတ်ထဲတမျိုးတစ်ပုံဖြစ်လာပြန်တယ်ရန်ကုန်သွားနေလိုက်တာငါစီစာ3-4ဆောင်ပဲရောက်တယ်ငါတော့ဂရုမစိုက်ဘူးသမီးသာအရေးပါတယ်ဘယ်သူဘယ်ချမ်းသာနဲ့စိတ်မကောက်စဘူးကောက်တယ်မမျက်စဘူးမျက်နေလေတယ်ကဲဖအေးကြီးအခုဆိုရင်9လကျော်8လတဲ့ဝင်လာပြီမိဖွားကျင်တော့မှကြိုတင်ကြုတ်သွားအောင်မှမမွေးမဖွားဘူးတော့ရှင့်သမီးအားငယ်နေမယ်မင်းပြန်လာတာ2လလောက်ပဲရှိသေးတယ်အခုမှ6လကျော်9လတဲ့ဝင်အောင်မှမင်းနဲ့ကွာပြောရရင်လည်းမကောင်းမနေ့ကပဲနေကောင်းပါတယ်လို့စာရောက်သေးတာပဲဒေါ်သိမ့်မီကသူ့ကိုဒီလိုပြောတာနည်းနည်းမှမကြိုက်ချေပူပင်နဲ့သူကပဲလှုပ်ရမယ်အခုတော့သွားမေ့ဟာကောက်စီနဲ့တာလာစီလာလှုပ်ရမလားလို့စိတ်ဆိုးလာတယ်ရှင့်သမီးတော်က9လနဲ့မွေးတာမဟုတ်လား9လတဲ့ဝင်ရောဖားလိုက်မယ်လို့မပူရဘူးလားရှင်ပြောလိုက်မှဖြင့်ဒီလိုကြီးပဲရှင့်သမီးရှင်မချစ်ဘူးလားဟမ်မချစ်ဘူးလားပြောစမ်းပါရှင်ဦးအေးမောင်ကဒေါဖောင်းလာတယ်စိတ်ထဲရှိတာပြောင်ပွင့်ဖွင့်ပြောလိုက်တယ်ငါချစ်စရာမင်းကချန်သေးလို့လားကွာငါပူစရာမင်းကချန်သေးသလားမင်းကြီးပဲချစ်မင်းကြီးပဲပူပြီးတော့လူကိုအပြစ်လာရှာတယ်ဟုတ်တယ်ဟေးငါမချစ်ဘူးကွာရှင်ကွာစကားမပြောနဲ့မချစ်ရင်နေပေါ့မပူရင်နေပေါ့ကျုပ်ကတော့မနဲ့ရထားနဲ့လိုက်မယ်ဒေါ်သိမ့်မီကနောက်တစ်နေ့ရန်ကုန်ကိုရောက်သွားလေတယ်အိမ်ကလူနဲ့ကြောက်ကစားဖြစ်ခဲ့ရတာသမီးနဲ့တမက်ကိုမပြောဘဲနေပြီးခမီးခမက်ချင်းသာတူတူကြိတ်ကြိတ်ပြောကြတယ်အိမ်ကဟာလည်းငဲမှုပြန်နေတယ်ဘာဖြစ်တာလဲမသိပါဘူးရက်ကြာနေတာကိုတဲမကြိုက်ချင်ဘူးကျမမှသမီးလည်းစိတ်မချတားလည်းစိတ်မချနှစ်ကိုခွဲလို့လည်းမဖြစ်တော့မောင်မြဦးအမေဒေါ်ခမှာဒေါ်သိမ့်မိထက်ကြီးကမုတ်ဆိုးမှဖြစ်တာမကြသေးပါစင်စင်ဆာမျက်လုံးအကြည့်နဲ့ငိုင်းတိုင်ဖြစ်နေကလေတံတက်ကလေးနဲ့စကားပြောတယ်ယောက်ျားများဒီအတိုင်းပါပဲ
ကျုပ်တို့သာအသက်ကြီးလာလေလေအမေကြီးအိုစိတ်ပေါက်လာလေလေသူတို့မှာတော့အဖိုးကြီးအိုစိတ်မဟုတ်တော့ဘူးဦးအေးမှာဘယ်နှခုသားလဲ62နှစ်ဒေါ်သိမ်းမီကခတ်တူတူပြန်ပြေတယ်အမကြီးတဲ့9နှစ်ငယ်တာပဲညီမနဲ့ကောကျမနဲ့ရွယ်လူပါပဲသူကလှလာကြည့်တယ်ကျမနဲ့သူနဲ့ကအိမ်တောင်ကြတာ43နှစ်တောင်ရှိပြီ18နှစ်သမီးကအိမ်တောင်ကြတာပဲအသက်40မှတောင်သမီးကြပြီးသမီးကိုမွေးတာမောင်မြဦးတို့အဖေရှိတော့ကသူ့တငယ်ချင်းအေးမောင်ဟာလူရိုးလူအေးလို့စက်မိတိုင်းပြောပါတယ်ဒေါ်သိမ်းမီကဘာကိုစဉ်းစားမိတယ်မသိပြုံးနေလေတယ်ဒေါခါကဒေါ်သိမ်းမီအပြုတ်ကိုတိလိုဟန်ရှိပြီးပြုံးနေတဲ့မျက်နှာကိုတဟို့ဟို့ချောင်းဆိုးရင်းပင်မျက်လုံးမခွာပဲစိုက်ထားလေတယ်မောင်မြဦးလိုပဲရိုးလဲရိုးအေးလဲအေးပါတယ်သူတို့သားဖတပုံစံနဲ့ပဲလို့ဒေါ်သိမ်းမီကဆက်ပြောလေတယ်မဲအေးလာဒုတိယအကြိမ်ကိုဝင်ရှိစဉ်မြေဥအပါလေးဘက်ဆအရွယ်၌အဖိုးအဖွားအိမ်ကိုရောက်လာလေတယ်တာသမီးကလည်းနီးလိုက်တာမပြောပါနဲ့တော့ကလေးကနိုးမြတ်နေရမို့ဘယ်နေကောင်းမလဲချူချတာပေါ့နို့ဘူးတစ်ဖက်နဲ့သူ့အမေဒုက္ခရောက်လွန်လို့ကျုပ်ပဲနို့ဘူးတက်ပြီးမွေးမယ်ဆိုပြီးခေါ်လာခဲ့ရတယ်ဦးအေးမောင်ကမြေဦးကလေးရောက်လာပြီးဝမ်းသာသွားလေတယ်ဒေါ်သိမ်းမီကမော်လမြိုင်နဲ့ရန်ကုန်ကိုအိမ်ဦးနဲ့ကျမ်းပြင်လို့ကူးနေခဲ့တယ်ကလေးမခရုပေါလို့တစ်ခါကလေးကိုဘူးလို့တစ်ခါကလေးဝမ်းပြက်လို့တစ်ခါကလေးနုမြတ်သွားတဲ့အခောက်မှာကလေးပါအိမ်ပါလာတယ်ကလေးရောက်လာရင်ရန်ကုန်ကိုကူးချီတန်းကြီးမလုပ်ချေလို့အောင်းမိတယ်ဦးအေးမောင်ကအသက်ကြီးမှကလေးငိုတန်ကလေးချော့တန်နေကြတော့ကြည်နူးလျက်နှဝင်ချိုနေတယ်ဒေါ်သိမ်းမီမှာတားတယ်မအေးတစ်ပိုင်းဖြစ်နေလေတယ်အိယာထဲမှာကလေးပေါက်စာရောက်နေပြီအသက်ကြီးမှကလေးရခဲ့ကြ၍အယူအမူဖြစ်ခဲ့ကြတဲ့ဦးအေးမောင်တို့ဇနီးမောင်နှံဘွားကအစ်စ်ပြန်ဖြစ်ခါအသက်ပြန်ဝင်လာကြလိမ့်တယ်။ညဘက်ကလေးနိုးရင်တယောက်ကပကုံးမော်ထန်းချော်ကတယောက်ကနိုးဘူးဖြော်ရလေတယ်။ဦးအေးမောင်ကကလေးလေးရောက်လာမှတားရလူလေးရလို့ချော့ကားမြူကကြည်နူးပျော်ရွှင်နေတယ်။အိမ်ကြီးတစ်လုံးနဲ့ရံပန်းရခါတွေ့ချချဖြစ်နေတတ်တဲ့သူ့ဘွားဟာတားရဆိုပြေလာစေ။ကလေးကသူ့အမေလွမ်းနေထင်ပါရဲ့ငိုကြီးနေတာပဲခလေးတနာပါတယ်ဖြစ်သေးပါဦးလေသူ့အမေနဲ့သူ့သားအတူတူနေပါစေလို့အကြောင်းမျိုးမျိုးပြကရန်ကုန်ကိုပြန်ပို့တာကြောင့်ဦးအေးမောင်ရဲ့ဘဝမှာ6ကက်ကြံရင်ခဲလေတယ်ဒေါ်သိမ်းမီရန်ကုန်ကိုအကောက်ကောက်သွားနေလေရောင်ဝင်ကလေးပြန်ခေါ်သွားတဲ့ဒုတိယတစ်ခေါက်မှာအချောက်ဆုံးဖြစ်သွားလေတယ်6ကက်သွားတဲ့အိမ်ကြီးမှာမနေတတ်မထိုင်တတ်ပါအိမ်မပြန်ပဲပွဲရုံမှသာအနေများတယ်အိမ်ကိုစားကနေမှသာပြန်လာကျဲလာတယ်အိတ်ကနေမှသာပြန်လာကျဲလာတယ်ဒေါ်သိမ်းမီရန်ကုန်ကိုသွားတိုင်းထမင်းလာချက်ပေးနေတဲ့မေဟန်မှာဆွေမျိုးနှိသက်တော်သူဖြစ်လို့သာတော်တော့တယ်။မေဟန်ယောက်ျားကိုဖိုးစင်မှာဦးအေးမောင်တို့ပွဲရုံဆောင်လာကစားလုပ်တယ်။အခါတိုင်းဒေါ်သိမ်းမီမရှိရင်မေဟန်ကမနဲ့စောစောဈေးဝယ်ပြီးပေါက်လာကထမင်းချက်လျက်နေ့လယ်တစ်ခေါက်ပြန်ပြီးသူ့အိမ်မှာညနေတစ်ခေါက်ပြန်လာလျက်ချက်ပြုတ်ကျွေးကမိုးချုပ်လျင်ပြန်သွားလေတယ်။ကလေးခေါ်သွားပြီးတဲ့နောက်ဦးအေးမောင်ကနေကင်းဘက်တစ်ခေါက်အိမ်မပြန်နိုင်ရသည်အများတယ်။ဦးအေးမောင်ကအိမ်ပြန်လာတိုင်းမကြည်မသာဖြစ်နေလေတယ်။စီးပွားရေးတစ်ဖက်အိမ်တစ်ဖက်နဲ့တယောက်တည်းဖြစ်နေတဲ့အဖြစ်ကိုမကျေနပ်ပါ။ပွဲရုံစီးပွားရေးလုပ်ငန်းမှာဘာမှကူပေါ်လောင်ပဲမရတော့ပဲတာသမီမြင်းမြစ်တွေကိစ္စနဲ့ပြားများနေတဲ့တာမယားကိုညအိယာဝင်လျက်အမှတ်ရပြီးအမှတ်ရလျက်စိတ်ဆိုးကျလာတယ်။အင်ကြီးတစ်လုံးနဲ့တယောက်တည်းရှိတာကိုမသိချင်တာကြောင့်မိသွားရန်ကြိုးစားအိတ်လေတယ်။အိတ်စေခြင်းမှအိတ်မပြောတာကြောင့်စိတ်တူတူနဲ့အိယာကထလာပြီးအိမ်အောက်ဆင်လိုက်အိမ်ပေါ်တက်လိုက်အိတ်ခမ်းထဲဝင်လိုက်ဟိုဟာလောက်တော့မလို့ဒီဟာလောက်တော့မလို့နဲ့ရောင်ချာချာကြီးဖြစ်နေကြတယ်။ဒေါ်သိမ်းမီကလေးပို့ပြီးပြန်လာမယ်လို့ရက်ချင်းတစ်ပတ်ပေးသွားတယ်။ကလေးနေမကောင်းရေး10ရက်ရှိသွားတယ်။10ရက်မြောက်နေ့မှာတန်ကျိုးရောက်လာတယ်။မောင်မြဦးအမေဒေါခသိဆုံးကြောင့်ရိုက်လက်တဲ့တန်ကျိုးစာကိုဖွင့်ဖက်နေရင်ဦးအေးမောင်ကတစုံတစ်ခုကိုတွေးမိကတက်ပြင်းချလိုက်လေတယ်။ဦးအေးမောင်တွေးတော့လာခဲ့တဲ့အတိုင်းဒေါ်သိမ်းမီမှာရက်လေစွန့်ကြည့်ပြီးဦးအေးမောင်နဲ့အတူတူပြန်လိုက်ဖို့ရန်မလိုက်နိုင်သေးကြောင်းအကြောင်းပြနေတယ်။ရှင်နဲ့ရှင်လူကြီးတွေအားလုံးပြန်သွားရင်သူတို့မျက်စိတငယ်နားတငယ်နဲ့ကြံရင်ခဲ့မှာပေါ့။15ရက်တန်တန်တလတန်တန်ကျုပ်နေပြီးမှပဲဖြစ်တော့မှာပေါ့။တော်သာပြန်နေမအောင်။ဒေါ်သိမ်းမီကတစ်ဖက်ခန်းမှာတားနဲ့သမီးမကြောက်အောင်အိမ်ယာထဲမှာတိုးတိုးတိတ်တိတ်နဲ့ကြိတ်ပြောနေတယ်။ဦးအေးမောင်မှာမကြေမချမ်းတန်နဲ့ပြန်ပြော၍ဒေါ်သိမ်းမီကတိုးတိုးပြောရန်လက်ကုပ်ရတယ်။မင်းကိုကြုံမပြောချင်လို့နေတာမေဟန်အိမ်လာပြီးလျှော့ဖို့ချက်ပြုတ်ကျွေးနေတာဟုတ်ရလားသူ့လင်ဖိုးစရာမလို့ရင်မလို့တလို့ဟာမေဟန်ညနေပြန်ရန်ဖြစ်တယ်တဲ့အမလေးတော့ဖိုးစင်အရက်တောက်တာများခုမှမဟုတ်ပါဘူးတသက်လုံးကတောက်လာတာပါရန်ဖြစ်တာကလည်းတသက်လုံးဖြစ်နေကြပါကျုပ်15ရက်လောက်နေပြီးပြန်มาပါ
ဒေါ်သိမ်းမိမှာ15ရက်ဆိုပြီးတလားလောက်ကြာမြင့်နေလေတယ်။မောင်မြဦးမှာတထွေထွေတမိုင်မိုင်နဲ့မိခင်အတွက်စိတ်လက်မကောင်းဖြစ်နေပြီးစိတ်ပြေလက်ပြောက်ရှိပါသေးတော့လို့ဖြောင်းပြရာဂယုဆိုင်ရနဲ့သမီးကိုအားမရပဲသူကြီးပဲဖြည့်ပြောဖြောင်းပြနေရလေတယ်။မအေးလာမှာကိုခွဲကလေးမတယောက်အဖော်ရတော့လေကလေးထယုံသားအဖော်ရတယ်။ကိုဝင်ကြီးနဲ့ချက်ရပြောရအိမ်တော်ဝင်လောက်ရနဲ့မအားပါအမေရှိရတာတော်သေးတယ်။မရှိရင်မောင်မြဦးကိုစိတ်လက်ကောင်းကောင်းအနာကဖြည့်ပြောနိုင်မှာမဟုတ်ပါ။ရုံမသွားမီနဲ့ရုံကပြန်လာရင်အမေကဂယုဆိုင်ခါဘာမှလိုလေသေးမရှိအောင်ပြုစုလျက်တပူပူမှုန်နေခြင်းကစိတ်ပြေလက်ပြောက်စိတ်သက်သာရဖြစ်နေတယ်။မောင်မြဦးအမေနေရာမှာကိုစားဝင်ရဖြစ်စေမောင်မြဦးဇနီးနေရာမှာကိုစားဝင်ရဖြစ်စေတဲ့အိမ်တော်လုံးသူချီနှစ်ပါးသွားနေရတာကြောင့်မအေးလာမှာခက်အေးအေးပင်သူ့လုံးဆရာရှိတာကသူ့လုံနေနိုင်လေတယ်။မောင်မြဦးကဒေါ်သိမ်းမိအပေါ်မှာလေးစားတယ်ချစ်ခင်နေသူ့အမေချင်းလိုပါသူ့အပေါ်၌သူ့မယားပင်ဒီလောက်မပြုစုနိုင်ဒီလောက်မကြည်ပေါ်နိုင်လို့အောင်းမိတယ်ကလေးအတွက်အိမ်အတွက်အားလုံးစိတ်ချရတာကြောင့်ရောက်ခမပြန်มาပင်စိုးရိမ်နေတတ်တယ်။ဦးအေးမောင်ဘက်မှအဝင်အထွက်ရှိကြတဲ့ဆွေမျိုးတစုကရန်ကုန်ရောက်ရင်မအေးလှအိမ်မှာတဲကိုစခန်းချကြပြီးကိုအိတ်ရက်ရောက်ရင်အတင်းစုပြောကြလေတယ်။စစ်တူရွေရတော်တော်မေတော့ကတဲ့မောင်မြဦးတိတ်စိတ်ထိခိုက်နေတယ်။အမေမရှိတော့မနေတတ်မထိုင်တတ်ဖြစ်နေတယ်ဆိုပြီးတကယ်တည်းမှာပဲတမတ်ကိုအရှိတ်ကြီးကြီးနဲ့မျက်စိအကအပြောက်မခံဘူး။သူ့ယောက်ျားကြီးတော့တတိတောင်ရရလား။ဆွေမျိုးတွေကမြင်ပြင်းကက်ကက်နဲ့တီတို့ပြောကြလေတယ်။တီတို့တန်ကဒစဒစဦးအေးမောင်နားထဲရောက်သွားတယ်။ဦးအေးမောင်ကမလှုပ်ဆက်ဘူးတန်ကြိုးရိုက်ခေါ်ပြီးဒေါ်သိမ်းမိရောက်လာတဲ့နေရာစပြီးလင်မယားနှစ်ယောက်မှမျက်နှာကြောမတည့်ပဲတကြက်ကြက်ရန်ဖြစ်နေကြတယ်။ဒေါ်သိမ်းမိကဦးအေးမောင်ကိုသူ့ဆွေမျိုးတွေမြောက်ပေးတယ်။တို့ပေးတယ်တိုက်ပေးတယ်လို့ဦးအေးမောင်ဘက်မှဆွေမျိုးတွေအပေါ်ကိုအပြစ်လုံးလုံးကြီးဖို့ကရန်ထောင်နေလေတယ်။ဒီလိုနေ့စဉ်ရက်ချတမီကိစ္စနဲ့ကြောက်ကစားခွန်ကြီးခွန်ငယ်များကြလျက်မအေးလာမိဖွားချိန်နီးကပ်လာတယ်။ကဲဘလို့လဲဟိုမှာတမီကနေလားညာလားဖြစ်နေပြီကျုပ်ကမသွားရဘူးလား။ဦးအေးမောင်ကတုတ်တုတ်မှမလုပ်ချင်းစကပြက်မရ၍ဒေါ်သိမ်းမိကဒေါသထွက်လာတယ်။ဦးအေးမောင်မှတမီနဲ့ပတ်သက်လာရင်အကောင်ပြောလဲအကောင်မထင်ပဲစကားများရတာကြီးပဲဖြစ်၍ခက်ရှောင်ရှောင်လုပ်နေတယ်။မိမိချင်းရုတ်တရက်အပြေမပေးဒေါ်သိမ်းမိရဲ့ခက်မောင်မမေးတဲ့အတန်းကြောင့်လဲတုံဆိုင်နေတယ်။တော်ကျုပ်ကိုစကားမပြောချင်ဘူးလား။ဘလို့လဲမသွားစေချင်လဲပြောရမယ်။တွားရမယ်ဆိုလဲပြောရမယ်။မြုံနေတာဘလို့သဘောလဲ။ကွယ်မင်းသဘောငါ့ကိုဘာမှမမေးနဲ့မင်းသဘောဒေါ်သိမ်းမိကအင်းကြီးလက်မောင်ပြည့်တင်လိုက်ကအန်ကျိတ်၍ကြည့်နေတယ်။ဦးအေးမောင်ကဘလို့ပဲညာပြောလျင်တစမ်းမမခံဘူးလို့စိတ်ကိုတင်ထားတယ်။ဦးအေးမောင်တမ်းမှအပြေကတင်တယ်လို့မဟုတ်ပဲစိတ်မကောင်းတဲ့ရောနှောနေရတင်းထားတဲ့စိတ်တွေကအနှင်းငယ်ပြော့ကျသွားလေတယ်။ကျုပ်တဘောဆိုကြာလှပေါ်ရောက်သွားတာ။ကျုပ်တဘောကြီးမလှုပ်ချင်လို့ရှင့်ကိုမေးတာပေါ့။အခုချက်ချင်းထသွားရမှလည်းမဟုတ်သေးပါဘူး။ရန်ဒီတော့တန်ကျိုးရိုက်ဖို့စာရေးလိုက်ပါမယ်။ဒေါ်သိမ်းမီကကိုရှိန်တက်လိုက်ရတော့လဲစိတ်ထဲမှာမတင်မကြဖြစ်နေလေတယ်။ဦးအေးမောင်ကဘူးကြကြကလေးပြောရင်ရန်ကုန်ကိုနေချင်းညချင်းထွက်သွားမှဖြစ်တယ်။ဘူးကြကြမပြောပဲမင်းသဘောဆို၍အသာကလေးပြန်ကိုရှိန်တက်ထားရတယ်။ဒေါ်သိမ်းမီကဦးအေးမောင်နဲ့တမီအကြောင်းကိုဆက်မပြောချင်တော့လဲဦးအေးမောင်ကွယ်ရမှာတမီအကြောင်းကြီးပြောနေတယ်။ကြားရသူတိုင်းနားကြီးသွားတယ်။ညီးသိတဲ့အတိုင်းပဲမေဟန်ယူဟဲ့ဆိုတော့အဖေအမေစကားနားထောင်ပြီးလင်ယူလိုက်ရတာသူ့ခမဘာမှတိတဲ့သေးတာမဟုတ်ဘူး။ညီးတို့မျက်စိအမြင်ပဲသူ့ခမအမေထမိန်ဆွဲပြီးအမေနဲ့တကက်ကက်နေတဲ့တမီဘာမဆိုမအေးအကြောင်းကြောင့်အမေနို့တက်ခံဆိုတာလင်သာပေးစားလိုက်ရတယ်။ငါစိတ်ထဲနှုတ်စော်တော်ပြောင်းနေတာမဟုတ်ဘူးထင်တာမအေးမို့ပြန်မဲဆိုငိုပါလေရောအိမ်တော်မကြခင်တော့ငါတညအိမ်နဲ့ညအိမ်သွားရင်ညီးနဲ့ထားခဲ့တော့ငိုတယ်လို့ပါပဲအေးတရှုပ်ရှုပ်နဲ့ငိုနေတာပါပဲမေဟန်ရဲ့စိတ်ထဲမှာလုံလွန်းတယ်လို့အောင်းမိတယ်ဒီအိမ်လာ၍သူ့မျက်နှာမြင်ရင်ဒီစကားပဲစီးပြောနေတာကြောင့်နားပူလာတယ်ဆွေမျိုးနှိစက်တော်နေ၍စန့်ကျင်ပန်းမပြောရပဲအလိုက်အထိုင်ကြည့်ပြောရလေတယ်ဟုတ်တာပေါ့အမရဲ့သူ့ခမမွေးကနေဖွားကနေဆိုတော့အမကိုမျှော်နေပါပဲအကိုကြီးကိုသာခေါ်ပြီးအမရန်ကုန်သားပြောင်းနေဖို့ကောင်းတော့တယ်ပြောင်းလို့ဘယ်ဖြစ်မလဲအေးကို့စီပွားရေးလက်ငုပ်ကဒီမှာရှိတာပြီးညီအကိုကြီးကလည်းရန်ကုန်မှာအသက်ရှူကျက်လို့နေတတ်တာမဟုတ်တော့မခက်လားခက်ပါတယ်အေးခက်ပါတယ်ငါပဲဒုက္ခများပါတယ်ဒေါ်သိမ်းမီကပြောပြီးဟင်းကနေတက်ပြင်းကြီးချလိုက်တယ်အမတော့ဒုက္ခပါပဲအကိုကြီးလည်းတနာစရာပါပဲအမမို့မရှိရင်မကြည်မသားနဲ့ရွှေရှင်ပြမရှိဘူးအမမရှိတဲ့အခါကျမပို့ပြီးကြည့်ဆိုင်ပါတယ်ကျမအပေါ်မကျေနပ်တာရှင်
အမအပေါ်မဲနေမှာဆိုလို့အဆအဆအရာရာလိုလေသေးမရှိအောင်လုပ်ပေးကင်ပေးတာပါပဲအမအတွက်ကျမလည်းမတက်တာအောင်ဒီမှာတနေ့လုံးလာလုံနေရရင်အိမ်ပြန်တော့ဖိုးစင်ကမူးမူးနဲ့ရန်ထောင်ကျင်သေးတယ်အမလေးအေးဒီကောက်များဂယုဆိုင်လို့မူးရင်မူးတဲ့အခိုက်ပေါ်ညီအကိုကြီးကိုညီရဒီအကြောင်းကြက်ကြက်ပြောငါ့ကိုဒီအကြောင်းနဲ့ရမဲရှာပြီးမသွားစေချင်ဘူးညီတို့ကအဲ့တလို့ပြောနေသူ့ဆွေမျိုးတွေကသူ့ကိုပို့ပြီးဖိချမှာပေါ့ဒီကောင်အကြောင်းစကားတွေထည့်မပြောစမ်းနဲ့ဒင်းတောက်ချင်တယ်လို့တောက်ရအောင်တစ်ဖက်လဲနဲ့ငါပေးနေရတာပဲမဟုတ်လားညီတို့ကိုပေးကမ်းနေတာအကုန်လုံးသူသိတာမဟုတ်ဘူးသိရလားမေဟန်မှာရှေ့ဆက်မပြောရဲပါကိုဖိုးစင်လာစားအပြင်တိတ်တိတ်ကြိတ်ပေးနေတဲ့ငွေတွေကြောင့်ရွှေစပင်ဝယ်စုနိုင်တဲ့အတွက်နှုတ်ဆက်သွားလေတယ်မေဟန်ကဒေါ်သိမ့်မိအလိုကြအတိုင်းအိမ်လာတိုင်းရန်ကုန်ကတန်ကျိုးရောက်မရောက်အရင်မေးကြည့်တယ်ဒေါ်သိမ့်မိဟာစိတ်တထင်ထင်နဲ့တန်ကျိုးမျောနေတယ်တန်ကျိုးမရောက်လာတာကြောင့်စိတ်တပူပူနေပုံနဲ့ဦးအေးမောင်မှာစိတ်ရှုံရှုံနဲ့ရန်ကုန်ကိုလွှတ်လိုက်ရလေတယ်။စူလာလေးရေထဲလွှတ်လိုက်တယ်လို့ပါရန်ကုန်မှာ4-5လလောက်တောင်းတင်နေတယ်။မအေးလာကမျက်နှာမြင်ပြီးမိရဲ့ကြိုးကျိုးနေကအဲ့ရတဲ့လဲလဲနေလေတယ်။ဒေါ်သိမ့်မိမှာလူမမာတစ်ဖက်ကလေး2ယောက်တစ်ဖက်နဲ့ဒုက္ခတွေများနေလေတယ်။မအေးလာကအတော်ကြီးနေမကောင်းတာကြောင့်ဦးအေးမောင်မှာရန်ကုန်ကို2ခေါက်3ခေါက်တွားကြည့်ရလေတယ်။ဦးအေးမောင်ကတစ်ခေါက်နဲ့တစ်ခေါက်မတူပဲပြောင်းလဲနေပုံကိုသတိထားမိတယ်။နေကောင်းကောင်းချင်းပြန်လာဖို့ရာမှာချပြောဆိုတမှုမရှိတော့ပဲအေးအေးပင်ပြန်သွားတဲ့အနေခက်တယ်အစားခက်တယ်လည်းမရှိတော့ပဲအေးအေးချမ်းချမ်းဖြစ်စေတဲ့အရေးအယောင်တွေကြီးကိုမြင်လိုက်ရတယ်။မအေးလာကအမကိုမွေးဖွားပြီးအိယာတဲ့လဲနေကအယိုးပေါ်အရေးသားကြမ်းတော့တယ်။ဘသူမှမမှတ်မိအောင်ရုပ်ပြတ်သွားတယ်။မျက်လုံးဟောက်ပတ်နဲ့ကမ္မထမ်းရုပ်ကိုကြည့်လျက်ဒေါ်သိမ့်မိမှာရင်ထုမနာဖြစ်နေလေတယ်။ငါသမီးလေးဒီလိုနဲ့ပဲတပြေးပြေးလုံးမပါတော့မှလားလို့စိုးရင်စိတ်တွေနဲ့အမောထူပူနေတော့တယ်။မောင်မြဦးမှာရုံအလုတ်ကလည်းဘူးအိမ်ပြန်ရောက်တော့လဲတပူမှစိတ်ချမ်းသာစရာမတွေ့ရအရေးတဲ့ကူပေါ်လောင်ဘက်မိန်းကလေးကအိမ်မထွက်သွားရေးဖက်ဖက်စာနေတဲ့ရောက်ခမကြီးမှာရှေ့ရလို့သူပြန်လာရင်ရိုးရိုးရရမလုပ်နေတော့ပဲစိတ်တူနေပုံရတယ်။ကဲဟေးမင်းကကလေးထိတ်မအောင်ငါဖြင့်တနေ့လုံးရားလို့တော့မကုတ်အောင်အလုတ်ကလည်းများလိုက်တာလူမမားကလည်းတနေ့ရွှေတနေ့ငွေငပါကလည်းစော့လိုက်တာမြောက်ရှုံးနေရပဲမနိုင်ဘူးတအိမ်လုံးရောက်ခမရဲ့ညီးညူတန်းလူမမာရဲ့ညီးတန်ညူတန်းကလေးတွေရဲ့ငိုတန်ဆူဆန်တွေဖုံးလန်းနေလျက်မတာမယာဖြစ်နေတဲ့အိမ်စီကိုရုံးကအပြန်အနိုင်နိုင်ရှောက်ပြန်လာခဲ့ရတယ်ဒေါ်သိမ့်မီကမော်လမြိုင်မှဘာသတင်းမှမကြားစာမရေးတာလဲကြားနေတာကြောင့်ဦးအေးမောင်နေထိုင်များမကောင်းသလားလို့တွေးတော်လျက်ဈေးရအပြန်ပစွန်တောင်ဘက်သွားကအတိမိတ်ဆွေအိမ်မှာမော်လမြိုင်လူကြုံသွားကြည့်လေတယ်ဒေါ်သိမ့်မိလူကြုံသွားကြည့်တဲ့အိမ်မှာမော်လမြိုင်မှပြောင်းရှိလာကတစ်ဆိုင်ဖွင့်ထားလေတယ်အတိအိမ်မှာမော်လမြိုင်လူကြုံမရှိ၍ထပြန်ကန်ဒီတစ်ဆိုင်ရှင်ဦးဖိုးအောင်ရဲ့ဇနီးဒေါ်ပန်းကဒေါ်သိမ့်မိကိုပြုံးကြည့်လျက်လောလိုက်တာနေစမ်းမအောင်လို့တားနေတယ်မဖြစ်ပါဘူးမပန်းရဲ့လူမမရှိနေတော့ဘဲမှကြာမနေနိုင်ဘူးဈေးဝယ်ရတာတောင်နောက်ကကြားလိုက်တယ်လို့ဝယ်နေရတာသူ့စီကစာမရောက်တာကြာသွားလို့ဘာများဖြစ်နေတယ်လဲသိချင်လို့ဒီဘက်လှည့်လာတာသွားအောင်မဒေါ်ပန်းကဒေါ်သိမ့်မိရဲ့ထမိန်စာအတင်းဆွဲထားတယ်ဒေါ်သိမ့်မိမှာတမင်ဆွဲနေတာမှတ်၍နောက်မှလာမယ်မပန်းရဲ့လို့ယုံရင်ပြောလေတယ်ရှင်ကိုပြောစရာရှိလို့တားနေတာနေပါအောင်ကိုအေးမောင်ကြီးတဲ့ဘာလို့ကြားပါလားဒေါ်သိမ့်မိကကိုကြွပြီးမှမျက်လုံးမျက်စံပြူနဲ့အသာလေးထိုင်ကြည့်လိုက်ကဘာကြားတာလဲလို့မေးလိုက်တယ်ဒေါ်ပန်းကမဲလိုက်လေတယ်ဒေါ်သိမ့်မိမှာမျက်နှာပြက်နေလေတယ်ရှင်နဲ့ဘာတော့တလဲရှင့်အိမ်ဝင်ထွက်နေတဲ့မေဟန်နဲ့ညားနေတယ်လို့တမျိုးလုံးပြောနေကြတာရှင်မသိဘူးလားမေဟန်တို့လင်မယားကွဲပြီးမေဟန်ကအခုရှင့်အိမ်ပေါ်မှာဒေါ်သိမ့်မီယာမိုက်ခနဲဖြစ်သွားကရှင်ထဲမှာတဆက်ဆက်ခုန်နေတယ်စကားမပြောနိုင်အောင်ကြက်သေးကြီးတည်နေလျက်သူ့မျက်လုံးမှာလည်းဝိုင်းဆက်နေတယ်ရှင်လည်းဒုက္ခပဲရှင်သမီးကတစ်ဖက်ယောက်ျားဆိုတာတလောက်ပြစ်ထားလို့ဖြစ်ပါမလားရှင်လူရိုးဆိုတာတင်ញိုင်းကုန်းမှာပဲရှိတာဒေါ်သိမ့်မီယာဈေးချင်းသားကိုစကနေဆွဲယူလိုက်ပြီးကတုံကရင်နဲ့ထားလိုက်တယ်ဒေါ်ပန်းမှာမျက်စိမျက်နှာပြက်နေတဲ့ဒေါ်သိမ့်မိကိုစိတ်မကောင်းစွာစိုက်ငေးကြည့်နေတယ်ခေါင်းဖြူကြီးငါကတော့လူရိုးကြီးပဲဆိုပြီးဒီဘက်ကဆိုရင်ဘာမှမပုံမိပဲစိတ်ချနေမိတယ်တိကျရောပေါ့အေးဒေါ်သိမ့်မိကအိမ်သူခတ်တုတ်ပြန်ခဲ့တယ်မိဖို့ထဲမှာအယောင်ယောင်အမမနဲ့ဟင်းအိုးတွေပြက်ကောင်ကတယောက်တည်းစိတ်တူနေတယ်သမီးကိုပြောရကောင်းမလားစဉ်းစားဝေခွဲ၍မရဖြစ်နေတယ်သမတ်တိမှလည်းရှက်လာတယ်တနေ့လုံးဘာလုံးအလွယ်လွယ်အချော်ချော်နဲ့နေမထိထိုင်မသာဖြစ်နေတယ်မအေးလာကအိမ်ရထဲမှာအမေဘာဖြစ်နေပါလဲလို့တွေးနေတယ်
မောင်မြဦးကရုံးကအပြန်ဒေါ်သိမ်းမိကိုမြင်ချင်းအန်းသွားလေတယ်။တားအမိချင်းရံဖြစ်ကြသလား။ဘာဖြစ်ကြသလဲလို့အမြင်မျိုးတွေးကမျက်နှာပူသွားတယ်။ဒေါ်သိမ်းမိမှာမျက်နှာမပြတ်အောင်တတိထား၍မရနိုင်မဖုံးနိုင်မဖိနိုင်အောင်တိတိတသာကြီးမျက်နှာပြတ်၍နေလေတယ်။ဒေါ်သိမ်းမိကမအေးလှအိယာမှထသွားချိန်အထိမျိုးသိမ့်ကအောင့်နေရတယ်။ထနိုင်တာနဲ့တပြိုင်နက်မော်လမြိုင်ကိုလေရင်နဲ့လစ်တော်တယ်။ကြားရတဲ့သတင်းမှန်မှန်အကဲခတ်ချ၍အကြောင်းမကြပဲတိတ်တိတ်လာခဲ့တယ်။ခရီးရောက်မဆိုင်အိမ်ပေါ်မှာတနက်ခါချီဆုံးကောက်ဆုံးလိမ့်ထားတဲ့မေဟန့်ကိုတွေ့တယ်။ဦးအေးမောင်မအိမ်တိုင်းမရှိပါ။မျက်နှာထားကြီးနဲ့အိမ်မော်တက်လာတဲ့ဒေါ်သိမ်းမိကိုမြင်၍မေဟန့်မှာမျက်စိမျက်နှာပြတ်သွားကကြောင်နေလေတယ်။ငါလာတာနှုတ်တော်မဆိုင်နိုင်အောင်ညီးဖြစ်နေတာဘာအချိုးလဲ။ဒေါ်သိမ်းမိကခါထောက်ပြီးအတန်ကြဲကြဲနဲ့ခက်ထန်ထန်ပြောလိုက်တယ်။မေဟန့်ကအာဈေးထည့်ထားသလိုဘာမှမပြောနိုင်ပဲတကူလုံးတုံနေလေတယ်။ညီးကိုကျုပ်ကအိမ်ကြည့်လိုက်ပါလို့အပ်ခဲ့တာကျုပ်လည်းမအပိုင်ယူတော့လို့အပ်ခဲ့တာမဟုတ်ဘူး။မေဟန်ကမျက်ရည်ပေါက်တွေပေါက်ပေါက်ကြလာကအမရဲ့တူတူပြောပါလို့ရှိုက်ရင်ပြောလေတယ်။ဘာလဲလူတိမှဆိုလို့လားအထင်ကြရမဟုတ်သေးဘူးလား။ကျေစုကန်နဲ့မဟာဝါအခုစင်ငါအိမ်မောကအခုစင်ဒေါ်သိမ်းမီကလမ်းမကလူသွားလူလာတွေကြားလောက်အောင်အော်ဟစ်ပြောနေတယ်။အော်ဟစ်ပြောဆိုပြီးဒေါသကိုမချုပ်တီးနိုင်ပဲမေဟန်ရဲ့ပါးကိုတအားလှမ်းချလိုက်တယ်။မေဟန်ကပြုံးကနေဖြစ်သွားကပူထူလာတာနဲ့ကက်ကက်လက်အောင်ရံပြန်တွေ့လေတယ်။ရှင့်အိမ်ပေါ်မှာနေကျင်လုံးလို့နေတယ်မမှတ်နဲ့ရှင့်လင်ကြီးကရှင့်ပစ်ထားလို့တနာပါလို့တောင်းပန်လို့ဒီလိုဖြစ်ရတာအခုမှလာရမ်းမနေနဲ့စူစူညံညံကြားတာနဲ့အိမ်ကြီးချင်းတွေပြေးလာကြတယ်။ဒေါ်သိမ်းမီကိုဝိုင်းပြီးဆွဲထားကြတယ်။မေဟန်မှာစင်းသားရကောင်းလို့မစင်းရကောင်းလို့တွေးဝေနေတယ်။အိမ်ကြီးချင်းတွေကအကျဲအကျဲမပွားရန်ရှောင်ပေးဖို့ရောဝိုင်းပြောတော့မှသူ့အထုပ်သူဆွဲကဆင်းသွားလေတယ်။မေဟန်မှာဦးအေးမောင်ပွဲရုံရှိရာကိုတန်းသွားလေတယ်။ဒေါ်သိမ်းမီကဦးအေးမောင်ပွဲရုံရှိရာကိုတန်းသွားကြလျက်အားလုံးကဝိုင်းဖြောင်းပြကြ၍အိမ်အပြန်ကိုစောင့်ဆိုင်နေရတယ်။ဦးအေးမောင်ကလူကြီးတိတ်တကောင်ကျော်မှအိမ်တကားကိုလာခောက်တယ်။ဒေါ်သိမ်းမီမှာတဆက်ဆက်တုံသွားလျက်တကားထောက်ဖွင့်လိုက်တယ်။ဦးအေးမောင်ကမျက်လုံးဝင်းဝင်းနဲ့ဝင်လာလေတယ်။တညာလုံးမျက်နှာချင်းဆိုင်ပြီးအကြီးအကျယ်ရံပြစ်ကြလေတယ်။မိုးလင်းကနေမှဒေါ်သိမ်းမီကရံဖြစ်ရင်သူ့ပစ္စည်းအလုံးထုတ်ပိုးသိမ်းစုပြီးသွားပြီ။ဒီလိုသစ္စာဖောက်လို့ကတော့ဘယ်တော့မှမပါမှုမှတ်ဟင်းဆိုရင်တို့ကလှည့်ကြည့်တတ်တဲ့အစားမျိုးမဟုတ်ဘူး။ပြတ်တယ်ဆိုအပြီးပဲရှင်းပစ္စည်းကိုရုံးကနေတစ်ဝက်ခွဲတောင်းရမလား။ခွဲပေးမလား။ဒေါ်သိမ်းမီရဲ့နောက်ဆုံးပြောတဲ့အတန်ထွက်လာတယ်။မင်းမပေါင်းချင်ပြီးရောပေါ့။ရုံးတက်စရာမလိုပါဘူး။ခွဲပေးမယ်မနေချင်သွားနိုင်နဲ့။ဦးအေးမောင်ရဲ့နောက်ဆုံးအတန်နဲ့အတူအိမ်တကားဖွင့်တဲ့စိုက်ကားထွက်သွားတဲ့အတန်ပလန်တွေထွက်ပေါ်ဆူညံသွားကတပြေးပြေးတိတ်ဆိတ်ငြိမ်သက်သွားလေတယ်။တတိယမြောက်အပုကိုမျက်နှာမြင်တဲ့အခါမှာရခင်အိမ်မဟုတ်တော့ပါ။အိမ်ကိုရောင်းထိုးကအကျွေးတွေဆက်ရတယ်။အိမ်ဘေးမှာမြေကွက်ကလေးချန်လျက်အိမ်ကလေးတစ်လုံးစောင့်နေကြရတယ်။ကလေးနှစ်ယောက်နှုတ်ဘူးစရိတ်မကြမ်းပါတဲ့စရိတ်မတာတော့ကကုန်းကြခဲ့တဲ့စရိတ်အထွေထွေနဲ့အကျွေးတွေနစ်နေတယ်။ကျွေးပူလာပြီးမောင်မြဦးမှာအိမ်ကြီးကိုမယောင်းချင်ရောင်းချင်နဲ့ရောင်းလိုက်ရကအကျွေးကြေအောင်ဆက်လိုက်ရတယ်။အိမ်ပြောင်းနေကြပြီးကလေးကမောင်မြဦးမှာတစပြောင်းလဲနေတယ်။အိမ်မှာရှင်ပြပြရဲရဲမောမောနေတယ်လို့မရှိရုံးကပြန်လာရင်သူ့မျက်နှာမှာအုပ်နေတဲ့မိုးလိုမှုံငေးနေကတွတ်တွတ်လက်လက်အမူအရာမျိုးမရှိပဲလေးကွေးနေတယ်။ညီးကိုငါမွေးတော့ကဒီလိုမဟုတ်ပါဘူး။အခုများဖြင့်ညီးကြည့်ရတာတစ်နေ့တခြားအယုတ်ကြီးလိုပဲမလှုပ်ဘူး။ကို့လင်ပြန်လာရင်လည်းစကားစမြည်ပြောလို့ဆိုလို့မဟုတ်ဘူး။အဆအရရငါကြီးပဲပြောဆိုနေရတယ်။မတုံမလှုပ်နဲ့ညီးကြည့်ရတာငါအားမရလိုက်တာအေးမအေးလာကအမေပါပြောနေနေသူ့အချိုးကိုမပြင်းမဲနေတယ်။ကလေးတာဝန်အိမ်တာဝန်နဲ့မိုးလင်းရနေမိုးချုပ်အလုံများနေရတာကြောင့်လင်းနဲ့ထိုင်စကားပြောနေဖို့ရစိတ်ကူးထဲမှာပေါ်မလားအိမ်အောင်တက်တစ်လျှောက်လုံးသူပြောတဲ့စကားမရှိသလောက်နဲလေတယ်ဒေါ်သိမ်းမိမှာမိုးလင်းရင်စေးသွားထမင်းဝိုင်းချက်ကလေးထိန်အိမ်ကြီးစတဲ့အလုပ်တွေအပြင်တမက်ကြည်တောင်းအောင်တမက်ပျော်ရွှင်အောင်စကားထိုင်ပြောရတဲ့ဝတ္တရားကိုပါဂရုစိုက်ရပြန်တယ်သူစကားမပြောလျင်လင်းမယားနှစ်ယောက်နှုတ်ဆက်နေကြ၍အားမရတိုင်းသူကြည့်ပဲရှိရကြောင်းမှရှိရပြောမှစကားပြောကြတဲ့အခြေအနေမျိုးကိုရောက်လေတယ်။ဒေါ်သိမ်းမီကတမီးကိုကြားလေအားမရလေဖြစ်တော့တယ်။ညီနဲ့အေးကလေး၃ယောက်ရှိသေးတယ်။ခုကလေးကတနခါတောင်မလိမ့်နိုင်တော့ဘူး။ညီကြည့်ရတာအမေအိုကြီးကြာနေရပဲ။အော်အမေကလည်းဘယ်မှမြအချင်းရှိတယ်လဲ။လိမ့်လေလိမ့်မနေချင်တော့ပါဘူး။ကလေး၃ယောက်နဲ့ကိုစိတ်ကုန်ပါတယ်။ဒေါ်သိမ်းမီကဖင်မနိုင်ကောင်းမနိုင်
တားတယ်မအေးဖြစ်နေတဲ့သမီးကိုကြည့်ကောင်စိတ်ဆင်းရဲနေလေတယ်။ညီအဖေနဲ့ကြုံနဲ့ကွဲတာညီကုတို့ပဲနှုတ်မို့ရင်လားညီကလေးတွေနဲ့ညီနေပုံထိုင်ပုံနဲ့လူမွေးပြောင်มาတော့မဟုတ်ဘူး။မအေးလှမှသူ့အမေစကားပြောတိုင်းသူ့အဖေအကြောင်းပါတတ်တာကြောင့်စိတ်လက်မချမ်းမသာပို့ဖြစ်ရတယ်။သူ့အတွက်ကြောင့်အဖေနဲ့မေကွဲရတာလို့ကြိတ်မြုံလျက်စိတ်ဆင်းရဲနေလေတယ်။ဖခင်အကြောင်းစကားဆက်မိလို့မှမပြောမိအောင်ရှောင်းနေကစကားနဲနိုင်သမျှနဲအောင်နေတယ်။မအေးလှစကားနဲတယ်လို့ပဲမောင်မြဦးမှအိမ်ပြန်လာလျင်လဲငုတ်တုတ်ကြီးနေတော့တယ်။မောင်မြဦးဘာဖြစ်လို့နောက်ကျနေလဲလို့သူ့အမေကသူ့ကိုမေးတော့အမေမေးမကြည့်ဘူးလားကျမမေးမကြည့်ဘူးလို့ပြောလိုက်တယ်။တပတ်တစ်ခါလောက်အိမ်ကိုနောက်ကျပြန်လာနေရမှာတပတ်နှစ်ခါသုံးခါလောက်နောက်ကျပြန်လာတဲ့အခါမှာဒေါ်သိမ်းမီကသူကအရင်မမေးကြည့်တော့ပဲသူ့သမီးမတစ်စက်မေးမြန်းကြည့်တယ်။မသိဘူးအမေရဲ့မေးမကြည့်ဘူး။အိမ်ပြန်နောက်ကျတဲ့ကိစ္စနဲ့ပတ်သက်ပြီးတွတ်တွတ်နဲ့သမီးကိုမန်းလိုက်မဲလိုက်နဲ့ပဲမေးခိုင်းနေတယ်။မောင်မြဦးရဲ့အရေးချေမှာတနေ့ထက်တနေ့မူပြောင်းနေလေတယ်။ကဲညီးစမေးမလားကျုပ်စမေးရမလားပြောစမ်းမအောင်။ည9နာရီ10နာရီမှပြန်နေတာကျုပ်ကညတိုင်းချီမေးနေရတော့ကောင်းအောင်မလား။မအေးလာကတုတ်များမလုပ်ပဲသူ့အလုပ်ကိုသူလုပ်နေကြတယ်။သူ့မျက်နှာမှာအသက်ကင်းမဲ့တဲ့မျက်နှာကဲ့သို့ဘာအရေးရောင်မှမပြပဲတေးနေလေတယ်။ငါအပေါ်ဆက်ဆံတာကတော့အရင်တိုင်းပဲညီအပေါ်ဆက်ဆံတာညီစိတ်တဲ့အရင်နဲ့တူရလားဒေါ်သိမ်းမီမှာစိတ်ပူစွာမင်းမြန်းရေလျက်ဘာမှပြန်မပြော၍ခန်းကောင်းကောက်ထပ်မေးလိုက်တယ်အရင်လိုပါပဲအမေရဲ့မအေးလာကအလုတ်ရှာ၍ထသွားလေတယ်ဒေါ်သိမ်းမီမှာအားမလို့အားမရမချစ်မရဲနဲ့မျက်မှောင်ကျုပ်ကအန်သာကြိတ်လေတယ်မအေးလာနေနိုင်တော့လဲဒေါ်သိမ်းမီမှာမနေနိုင်ပါခါတိုင်းလိုစီးမရမှာလဲခါတိုင်းလိုမဟုတ်ပဲမူပြတ်နေ၍သူကအနေရှိသည်၍မေးရန်တနေ့ထက်တနေ့ခန့်နေတယ်ပထမမှာမသိချင်အောင်ဆောင်နေတယ်အဲ့ဒီနောက်3ခါလောက်ရှိလာတော့တစ်ခါလောက်မေးကြည့်တယ်ရုပ်ရှင်ကြည့်တယ်စာဖတ်အတင်သွားတယ်ဆိုတဲ့အဖြစ်နှစ်ခုကိုတစ်ခုပြီးတစ်ခုတက်လှည့်စီဖြေလေတယ်မေးရတာပင်ခက်လာလေတယ်မောင်မြဦးကည10နာရီမှတစ်ခါတရံတစ်ချက်နှစ်ချက်မှပြန်လာလေတယ်ဒေါ်သိမ်းမီကအိပ်ရာထဲမှာအိတ်ချင်အောင်ဆောင်နေကကောင်းမွေးချုံနားထောင်နေတယ်မအေးလာကတကားထပွင့်ပေးကဘာမှမပြောဘဲအိတ်ခမ်းထဲကိုဝင်သွားလေတယ်။မောင်မြဦးကထမင်းစားပွဲမှာအထိုင်ကထမင်းစားပြီးတဲ့နောက်အိတ်ခမ်းထဲကိုဝင်သွားကတကားပိတ်တန်ကြရတယ်။ဒေါ်သိမ်းမီမှာတစ်ချိန်လုံးနားဆိုင်နေလျက်တကားပိတ်တန်ကြရတော့မှဟင်းကနေတက်ပြင်းချကအိတ်လီတော့တယ်။ဒီလိုနဲ့ပင်ရက်တွေလာတွေကြာညောင်းလာတယ်။သမီးကိုအကဲခတ်တယ်အမျိုးမျိုးကြိတ်မိတယ်။မအေးလာကဘလို့မေးမေးမပြောဘဲနေတယ်။မေးပန်များတော့အရင်တိုင်းမှာပဲအမေရဲ့လို့ပြောကမူမပြတ်မတုံမလှုပ်ကြီးလုံနေလေတယ်။မအေးလာမှမူမပြတ်တော့လဲမောင်မြဦးမူပြတ်နေသည်မှာအထင်ရှားဖြစ်နေတယ်။ရှေ့ရပါဇက်ပြားတွင်တားတားလိုတီးနေတဲ့စကလုံးတွေကဒဇဒဇကျဲသွားကြပြီးရောက်ခမနဲ့ကြာရှည်မျက်နှာချင်းမဆိုင်ရဲတလို့လို့ရှောင်းဖဲဖဲလုံနေတဲ့မူဟန်တွေမှာတိတာထင်ရှားလာနေတယ်။အိမ်ပြန်နောက်ကျတဲ့ကိစ္စကအမေးရခက်အတွေ့ရခက်ခါဒေါ်သိမ်းမိရှင်နေနိုင်လဲမတင်မကြကြီးဖြစ်နေတယ်။လောင်းကထုတ်လာလျင်တပြားမကြံပြတ်အပ်တာကြောင့်တောင်တောင်အီလဲမတွေ့ရကြ။ဘာများစိတ်တိုင်းမကြလို့လဲလို့အမျိုးမျိုးအပုံပုံစမ်းကြည့်တော့လဲထူးခြားချက်မရှိရုပ်ရှင်ကြည့်နေ၍စာဖတ်အတင်သွားနေရဆိုတဲ့အဖြစ်တွေနဲ့အိမ်ပြန်နောက်ကျတဲ့ရက်တွေလာတွေသာကုန်လာခဲ့ကတွတ်နီကလေးကိုဝင်ရှိလာလေတယ်။ဒေါ်သိမ်းမီကသမီးကဘာမှမလှုပ်တာကြောင့်မောင်မြဦးအိမ်ပြန်နောက်ကျတဲ့ကိစ္စမှာရက်ကြတော့လဲရိုးသွားလေတယ်။အမှန်စင်စစ်တမတ်ပင်အားကိုရန်ရှိတော့တယ်။ပစ္စည်းခွဲဝေပေးမယ်လို့ဦးမောင်ဦးကပြောတာပြောလျက်ပစ္စည်းခွဲဝေခန်းကိုမရောက်နိုင်ပဲသမီးအိမ်တောင်နဲ့လုံးချလင်းတွေကမော်လမြိုင်ကိုမသွားနိုင်ပါရုတ်တရက်မော်လမြိုင်သွားရန်လဲရှက်နေတဲ့ပစ္စည်းဘာလို့ဖို့တော့စိတ်အားတင်းကဦးအေးမောင်အပေါ်၌အခဲမကြေနိုင်အောင်ဖြစ်နေတော့မှတမက်ကကြည်ကြည်ဖြူဖြူရှိနေတာပဲလို့တမက်နဲ့လှည့်ပြေကနေရတယ်ဒေါ်သိမ်းမီကဦးအေးမောင်အကြောင်းကိုမတွေးမိအောင်စိတ်ကိုတတ်နိုင်သမျှချုပ်ထားတယ်မော်လမြိုင်ကအသည့်တွေနဲ့ဝေးဝေးကကြွေဆောင်နေဈေးသွားဈေးပြန်ခေါင်းငိုက်ဆိုင်နဲ့ခတ်တုတ်တုတ်သွားပြန်လုပ်နေတယ်။တနေ့မှာမော်လမြိုင်မှာမိတ်ဆွေတဦးရဲ့သားကဈေးထဲမှာဈေးဝယ်နေတော့ပခုံးလာပုံနှုတ်ဆက်တယ်။ဟောမောင်ထွန်းပါလားမင်းရန်ကုန်မှာအလုံးလုံးနေတယ်ဆိုတို့အိမ်တော့မလားဘူး။မောင်ထွန်းကမျက်နှာပြက်ပြက်နဲ့ပြုံးနေတယ်။မောင်မြဦးရုံးကိုမင်းတစ်ခါတလေရောက်တယ်ဆိုငါလဲမောင်မြဦးပြောမှမင်းဒီမှာရှိမှန်းသိတယ်။ဘာဖြစ်လို့အိမ်မလာတာတော့ကွမောင်ထွန်းကလွယ်အိတ်ကိုဝှေ့ရန်၍ပြုံးစီစီလုံနေကဒေါ်သိမ်းမိကိုမကြည့်ပဲဈေးတန်းကြီးကိုငေးကြည့်လျက်ဆက်ပြောလိုက်တယ်။မလာတော့တာជីជីရကျွန်တော်ကသူတို့ကြားတဲ့ရှုပ်တယ်ဖြစ်မှဆိုလို့ပါជីជីတမက်အကြောင်းជីជីသိတယ်မဟုတ်လား
ဒေါ်သိမ့်မိကောင်းကပုတ်ဝင်သွားကမျက်တောင်တွေတစ်ဖြက်ဖြက်ခတ်လျက်မောင်ထွန်းစကားမဆုံးမီဝင်ပြောလိုက်တယ်။နေစမ်းမအောင်ကွနေစမ်းမအောင်မောင်မြဦးအကြောင်းမင်းသိသလားမင်းသိတာကြပြီလားဒေါ်သိမ့်မိကတိကြည်ချင်းနဲ့မြန်မြန်ပြောအောင်အစ်လိုက်တယ်။ငယ်တိတ်သွေးရောက်လာကမူးဝေဝေပင်ဖြစ်လာလျက်ရင်တွေပန်းတွေတုံလာတယ်။ဒေါ်သိမ့်မိကမိုက်ခနဲဖြစ်သွားလျက်လမ်းပေါ်မှာလဲမကျသွားအောင်ကြိုးစား၍တတိကြက်ကြက်ထားကမှုန်ထူပြောလိုက်တယ်။သူ့ဟာမှဘဲရလဲကွကြီးကြီးမသိသေးဘူးလား။သူ့ယုံကဆေးရေးမာတဲ့အရင်ယောက်ျားနဲ့ကွဲပြီးသူနဲ့တခါညားနေတာသူတို့ရတဲ့ကလေးပဲကြီးလာပြီဒီမိမတိတ်အပြူစုကောင်းတာပဲကြီးကြီးတမတ်ကိုတိတ်ယူရတာပဲကလေးရှိပေမဲ့ပတ်စံတပြားမှမယူသူကအကုန်ခံလိုက်သေးတဲ့ဒေါ်သိမ့်မီကခေါင်းကိုဆက်ဆက်ငိမ့်ပြလျက်အသေးသေးစိတ်နာသွားကဘာပြန်ပြောရမှန်းမသိချေမသိအောင်ဆောင်ကဖြန်းတန်းမေးနေတဲ့မျက်နှာပေးကိုမပြောင်းမိအောင်အိမ်ကြီးဆယ်နေရတယ်တိတ်အပြူစုကောင်းတယ်တိတ်အယူရကောင်းတယ်ဆိုတာကြောင့်သူ့ရင်ထဲမှာလှုပ်ရှားနေကနှလုံးကိုလေးရိုက်နေသလိုမူးမလဲအောင်ကြက်ကြက်သတိထားနေရတယ်။ဒေါ်သိမ့်မီကမောင်ထွန်းကိုဘလို့ပြန်နှုတ်ဆက်လိုက်မှန်းမသိဝဲစရာချမ်းစရာကျန်တာတွေကိုလည်းမမှတ်မိဘာမှသတိမရပဲမှွန်ကျက်နေကသူ့ခြေထောက်မှာအိမ်ဘက်ကိုခတ်တုတ်တုတ်လှမ်းနေလေတော့တယ်။မိဖို့ထဲမှာမအေးလာကမျက်ရည်မကျအောင်စိတ်ကိုခိုင်ခိုင်ကြီးထားလျက်သူ့ကောင်းကိုငုံထားတယ်။ညီးသိရမယ်ညီးမသိဘူးဆိုတာမဟုတ်ဘူး။မအေးလာကဈေးရအပြန်အလော30စစ်စစ်မင်းမြန်းနေတဲ့အမိကိုမသိပါဘူးလို့ဘူးကွယ်ညင်းဆိုလေတယ်။တော်တယ်ဆိုမှရောင်းမှမျက်စိထွက်တယ်။ရိုးမလို့လို့နဲ့အာကအကောင်အချိန်မတော်ပြန်နေကြတဲ့ကခြေလမ်းပြက်ပါတယ်လို့ငါပြောနေတာ။အရင်တိုင်းမှာပဲဆို။ကဲဘယ်နဲ့လဲ။ဟိုမှာလေကလေးတယောက်နေတဲ့ညီးသိရလား။ဒေါ်သိမ့်မီကတိုးတိုးတိတ်တိတ်စစ်နေရကအတန်ကျဲလာတယ်။မအေးလာမှမောင်မြဦးနိုးသွားလျင်မကောင်းပါဆို၍စကားရှိရှိမပြောဘဲဘူးကန်နေတော့လေအကြည့်အနေမှာစိုးလာလျာသူ့အမေပါဇက်ကိုဘလို့ပိတ်ရမှန်းမသိအောင်အကြံရကြက်နေလေတယ်။အမေရဲ့တူတူပြောပါအောင်မဲဒါမျိုးကြောင့်ငါမတိုးခုနှစ်တန်ဟစ်မှာရီးတည်သလားမသိဘူးလားမှန်မှန်ပြောစမ်းမအေးလာမှမျက်နာသေးကလေးနဲ့မလှုပ်ပဲနေတယ်။ငါမင်းနေတာမထုံတက်တင်းနဲ့ဘာလဲဒေါ်သိမ့်မိရဲ့အတန်မှာအခန်းထဲမှာကြားလောက်၍မအေးလာမှရင်ကုန်နေနိုင်တော့ပဲတိုးတိတ်တဲ့လေတံလေးနဲ့ပြန်ပြောတယ်။သူပြောလို့သိတာအမေရဲ့ဘယ်နဲ့လို့တော့မလဲဟိုမှာလေကလေးရှိနေပြီဆိုတော့အမလေးလူချင်းသာလဲလိုက်ခြင်းနဲ့မအေးသမီးမအေးလူလားမှတ်ပါတယ်ကျင်းစိမ့်နဲ့မိတ်တလင်းသူချင်းမကိုချင်းပဲငါဒါမျိုးဆိုရင်တော့တည့်ရမပေါဘူးမအေးလာကပြောချင်ရပြောပါစေလို့ကောင်းကုန်နေတယ်သူ့အမေကသူ့ဖေကိုမာနထောင်နိုင်တော့လေအမေအိမ်အဖေအိမ်ပြန်စရာနေရာမရှိတဲ့သူ့ဘဝမှာမာနမထောင်နိုင်တာကြောင့်ကလေးတွေနဲ့ဖြစ်သမျှလဲစင်းကံမို့သာရှိတယ်လို့တွက်ထားမိတယ်ဒေါ်သိမ့်မီကတမီးကမတုံမလုံးဖြစ်နေတာကြောင့်ပို၍ဒေါသထွက်လာကမျက်စိထဲဘာမှမမြင်ပဲတမတ်ကိုဓာတ်နဲ့အပိုင်ပိုင်ခုတ်ဆင်းပစ်ချင်လောက်အောင်ဒေါသထွက်နေတယ်။ညီကိုကလေးရမှပြောတာဟာဘယ်တော့မှညားနေတဲ့လေပြောစမ်းကျမမိရဲ့ကြိုးကြိုးပြီးမမနေတော့အဲ့ဒီမိမနဲ့စဖြစ်မိတယ်တဲ့အမလေးမွေးတော့ကအမေရဲ့အံ့မရဲ့အေးဘာကိစ္စညီဖုံးထားတယ်လေပြောစမ်းမအေးလာကတလောင်းနဲ့ပြီးလိုက်ခြင်းနဲ့မပြောမချင်းရှိနေမှကြောင့်အုံဆိုင်ဆိုင်အတန်နဲ့ဖြေနေရတယ်။အမေလည်းအဖေနဲ့꿰လာတော့ကျမမပြောချင်တာနဲ့မပြောတာပါအမေရဲ့။မအေးလာအတန်မှာတုံရင်နေတယ်။ဒေါ်သိမ့်မိမှာငိုင်သွားလေတယ်။ငိုင်နေရမှာမကြေမချမ်းတန်ကြီးထွက်လာပြန်တယ်။ညီကိုပြောတော့သူတို့ကလေးရပြီးမှပြောသလားမရခင်ပြောသလားမရခင်ပဲပြောပါတယ်။ဒါနဲ့များတယောက်ပြီးတယောက်ကလေးမွေးနေရသေးတာဟင်။ဒေါ်သိမ့်မိကဆက်စုပ်ရွံရှာတဲ့မျက်နှာထားနဲ့အော်ကလေးဆန်တယ်လို့ပြောလိုက်တယ်။ပျော်ပြီးမဲ့နေတယ်။မအေးလာကရင်ထဲမှာတလိမ့်လိမ့်တက်လာလျက်လှိုင်းခွနေတော့လဲမျက်ရည်မကျအောင်စိတ်ကိုခိုင်ခိုင်ကြီးတင်ထားလေတယ်။သူ့အမေချေရနင်းရန်သူ့စိတ်ထဲမှာမရှိသူ့အမေချေရမနင်းရန်သူ့စိတ်ကိုပိုင်ပိုင်ကြီးဆုံးဖြတ်ထားတဲ့အတိုင်းသူ့အမေကဆဲဆဲဆူဆူခံဖို့သာရှိတော့တယ်လို့အောက်မေ့တယ်။ဒေါ်သိမ့်မီကအဲ့ဒီနေရာစပြီးမောင်မြဦးကိုစကားလုံးလုံးမပြောတော့ပါ။သူ့စိတ်ထဲမှာသမီးနဲ့တမက်ကိုအကြိမ်ကြိမ်ခွဲကြည့်နေတယ်။သူတို့လင်းမြခွဲပြီးသူတို့သားမိကိုသူကဈေးရောင်းကျွေးရန်အခါမလန့်စဉ်းစားစိတ်ကူးနေခိုင်းမလမြိုင်မှာမိလောင်တဲ့သတင်းကိုကြားရတယ်။အိမ်ကြီးရောပွဲရုံမှာမိတဲ့ပါသားတယ်လို့ကြားရတယ်။ဒေါ်သိမ့်မီစဉ်းစားစိတ်ကူးနေတဲ့ကြံလုံးဖန်လုံးတွေမှာမြောက်တစ်ကိုင်းလို့ဖြစ်သွားရလေတယ်။မလမြိုင်အကြောင်းကိုထဲ့၍များမစဉ်းစားကြတော့ပါ။ဦးအေးမောင်ကိုတည်တယ်လို့အောက်မေ့ထားလိုက်တယ်။မလမြိုင်အကြောင်းကိုဖျောက်ရရနိုင်တော့လေ။တမက်အကြောင်းမှာဖျောက်ရမရနိုင်ပဲ။မျက်စိရှင်မောင်မှာနေစဉ်နဲ့အမြောက်စိတ်ဆင်းရဲလျက်အကုသို့ဖြစ်နေလေတယ်
ဒေါ်သိမ့်မိစကားမပြောကြတဲ့မောင်မြဦးမှာသူ့အကြောင်းသိသွားပြီလို့ရှန်တန်တန်ဖြစ်သွားတယ်။ကျောက်ကမကိုမျက်နှာပူပူနဲ့ရုံးပိတ်တဲ့နေ့မှာအိမ်မှာမနေချင်တော့ပဲမိုးလင်းတာနဲ့ထွက်လေတယ်။ညင်းတဲ့တကောင်မှပြန်လေတယ်။အိမ်နေရင်မိမကလည်းစကားနဲ့ရောက်ကမကလည်းစကားမပြောအပါတို့အမာတို့နဲ့သာစကားပြောနေရတယ်။သားသမီးတွေနဲ့ဆော့ကစားနေတယ်လို့အဖော်လုံနေကအချိန်ကြလျင်ထွက်သွားလေတယ်။ဦးအေးမောင်နဲ့ကွဲလာခဲ့စဉ်ကတမက်ကိုရှက်ရှက်နဲ့တော်တော်ကြာကြာဖုံးဖိထားပြီးအတန်ကြာမှဖွင့်ပြောတဲ့အခါမှာမောင်မြဦးကချိုတီခါတီဘာမှဝင်မပြောပဲစိတ်ငြိမ်စွာနားထောင်လျက်နေတယ်။ဖအေးတယောက်လုံးဖြစ်နေ၍စိုးတီကောင်းတီဘာမှမပြောတာပဲလို့ထင်မှတ်ခဲ့တယ်။တမက်အကြောင်းသိရတော့မှအတူတူနဲ့အနူနူမှုမြုံနေတာပဲလို့ယခုမှစမြုံပြန်ကတမက်ကွယ်ရတွင်စက်မိတိုင်းဆဲဆိုနေတယ်။မအေးလာကသူ့အမေဘလို့ဆဲဆဲမကြားသလိုနှုတ်လေတဲ့သူ့လင်ဘဲချင်းပြန်တကားဖွင့်ပေးလိုက်တယ်။ဘဲခါကြည့်ကြည့်သူ့မျက်နှာကပြုံးနေရဲတယ်မရှိမျက်နှာမှာအစင်တစ်ဖြင့်မျက်နှာသေးကလေးနဲ့ဖြစ်တယ်။အင်္ဂလိပ်ထဲမှာအမေနဲ့ခလန်းလန်းဒါမှမဟုတ်လင်းသားနဲ့ခလန်းလန်းနေရာမျိုးကိုရွေးကအလုံးနဲ့လက်မပြတ်ပဲခက်ကုတ်ခက်ရှောင်နေတတ်တယ်။သမီးကဘာမှဖြစ်ပုံမပြပဲမှန်မှန်ကြီးသူ့အချိုးတိုင်းတွေ့နေရပြီမြင်နေရလေဒေါ်သိမ့်မိမှာမျက်ရည်တွေလည်းကျနေလေဖြစ်တယ်။ကြာတိစာကဒေါသကိုမထိန်နိုင်ပဲပောက်ကွဲသွားပြီးရင်ထဲမှာတမြင့်မြင့်ဆွေးကြည့်တလဲရင်ထဲ၌တမြိုင်မြိုင်လောင်ကြည့်တလဲနဲ့တနေ့ထက်တနေ့ရင်ထဲမှာမချမ်းမသာပိန်ချုံကျသွားလေတယ်။မအေးလာကအိမ်ထဲမှာဆက်ရုပ်ကဲ့သို့မူမပြတ်အချိန်ရှိသူရဲ့သူ့အချိန်နဲ့သူလဲပတ်နေကလေးလေးယောက်လေးဘက်တွားလျင်ဝမ်းထဲပရိသတ်တွေရှိနေကြအတိုင်းမှာကလေး9ယောက်မွေးခဲ့ပြီးတဲ့နောက်ယခုလည်းပူတူးမှလေးဘက်ထောက်တဲ့အခါမှာကိုဝင်ကြီးနဲ့ခြေထောက်မှာဖောရောင်နေကတလလောက်အိပ်ရတဲ့လဲနေခြင်းဖြစ်တယ်။တကောင်ကြော်သားလေပြီအပြင်ဘက်တွင်ပြင်းထန်စွာလေတိုက်နေတယ်။လေတံတဲမှာမိုးတံမှပေါင်းလာလေတယ်။မကြမီမိုးရေတွေကတကားကိုတပြန်ပြန်လာရိုက်နေကြတယ်။ဒေါ်သိမ့်မီကအပြင်ဘက်မှမိုးတံလေတံတွေကိုတတိမထားမိပါ။သူ့အတွေ့နဲ့သူနောက်ကျောင်းတွေကိုအဆမှအဆုံးတိုင်ပြန်ပြောင်းလျက်တစိမ့်စိမ့်တွေးနေတော့မှသူ့အတွေ့တွေနဲ့သူ့ရင်ထဲမှာလေမုန်တိုင်းကြီးဆင်နေသည်မှာအပြင်ဘက်မှမိုးတံလေတံထပ်ပင်ပြင်းထန်နေကြတယ်။ဒေါ်သိမ့်မီတစိမ့်စိမ့်တွေးနေရမှာတစိမ့်စိမ့်နာကျင်ခံခတ်လာကတဆက်တုံနေကြတယ်။တစ်ချိန်လုံးဒေါသနဲ့မာနကသူ့ရင်ထဲမှာယုံရင်ဆန်ခတ်ဖြစ်နေကြတယ်။ထိမ့်မရသိမ့်မရပင်ပန်းဆင်းရဲနေရရှာတယ်။ဒီဒေါသနဲ့ဒီမာနကိုထိမ့်နိုင်မဲ့သိမ့်ဆဲနိုင်မဲ့နေရာကိုလည်းသူမတွေးချင်ရင်ထဲမှာပင်ပန်းဆင်းရဲနေတဲ့ဒုက္ခကိုငြိမ်းအေးသွားစေနိုင်တဲ့အရာကမရှိမဟုတ်ရှိတယ်။သူ့ဘက်မှသူ့ရဲ့ချုပ်ရင်းချက်တွေကိုပြန်လှန်တွေးမိပြီဆိုရင်ဒေါသနဲ့မာနကသူ့ရင်ထဲမှာရွေးလျားသွားကသက်သာရာရစရာရှိပေတယ်။ဒါပေမဲ့ဒေါ်သိမ့်မိမှာသူ့ဘက်မှချုပ်ရင်းခဲ့လေတဲ့ချုပ်ရင်းချက်တွေကိုတစမ်းမှမတွေးကြည့်မျက်မှောက်တွေ့ကြုံခံစားနေရတဲ့လက်ငင်းစိတ်ဒုက္ခကိုယ်ဒုက္ခအဝဝတွေကဒေါ်သိမ့်မိရဲ့ဒေါသမီကိုရဲတဲ့ရဲလာစေတယ်။ချင်းကောင်တွေဝိုင်းဝဲထားပြီးဒေါ်သိမ့်မိတကူလုံးပူထူနေပြီးအသက်ရွယ်နဲ့မလိုက်တနေကင်းလုံးဖက်ဖက်စာမောလာပြီးတဲ့နောက်တကောင်ချင်းတီအထိမမေ့ရသေးတဲ့ဘဝကိုအခါခါနာကြည့်နေတဲ့ဒေါသတွေကမိုးမွန်၍သာနေလျာအပြင်ဘက်မှာတဒုံဒုံထုနေတဲ့အတန်ကိုပင်သတိမထားနိုင်စေမိုးတံမှာတဒုံဒုံထုနေတဲ့အတန်တွေကနာမခံသာအောင်စင်ကဲကျဲလောင်လာတယ်။အဲ့ဒီအခါမှာဒေါ်သိမ့်မီကတကားကိုလှမ်းကြည့်လိုက်တယ်။ထမဖွင့်ပဲထားလိုက်ခြင်းနဲ့အပြင်မှာထုနေတဲ့တဒုံဒုံအတန်တွေကစင်ကဲထုနေရမှာအဆက်မပြတ်ဆက်ထုနေလျာအင်္ဂလိပ်ပါတိမ့်ခါ၍တုံနေကြတယ်။ဒေါ်သိမ့်မီကဘယ်ဘဝရောက်ဖွင့်မပေးဘူးလို့စိတ်ကိုတင်းထားလိုက်တယ်။စိတ်ကိုတင်းကြည့်လိုက်မှသူ့စိတ်နဲ့သူ့ကိုမဟုတ်တဲ့ဘဝကိုပြန်မြင်သဖြင့်တားမရစီးမရမျက်ရည်ပေါက်ကြီးတွေတပေါက်ပြီးတပေါက်ယိုစီးကျလာတယ်။ဒေါ်သိမ့်မီကမျက်ရည်တွေတုပ်ပြီးထိုင်ရမှကျုံရထားတယ်။မောပန်းနာကြောင့်တကားနာမှာခိတခဏမှီနေရတယ်။သူ့လက်တွေမှာတဆက်တုံနေလေတယ်။သူကတကားမင်းတုံးကိုကင်ထားလျက်တစ်စက္ကန့်လောက်အတွင်းသူ့ကောင်းမှခြားလင်းနေတယ်။မင်းတုံးကိုဆွဲချလိုက်ရန်အလွန်ဝင်လေးခက်ခဲနေကြတယ်။10မိနစ်လောက်ဝင်လေးခက်ခဲစုံဆိုင်နေပြီးမှတုံချီနဲ့ဖွင့်လိုက်ရတယ်။ကြောက်ခနဲ့တကားဖွင့်လိုက်တဲ့အခါမိုးရေတွေကအခန်းထဲကိုပြုံးကနေတအားပတ်စင်ဝင်လာကြတယ်။သူ့ရှေ့မှာမျက်လုံးဝင်းနဲ့မြင်လိုက်ရတဲ့မောင်မြဦးရဲ့မျက်နှာကမျက်လုံးထဲမှာလင်မယားချင်းကွဲခဲ့တဲ့ညကမျက်လုံးဝင်းနဲ့ဦးအေးမောင်ဖြစ်နေတော့တယ်။ဟုတ်ကဲ့ပါရှင်ဇလန်းလေးကတော့ပြီးသွားပါပြီ။အခုခေရိုးချန်နယ်ကနေတင်ဆက်ပေးကြတဲ့
ဆရာမကြီးဂျာနယ်ကျော်မမလေးရဲ့တွေ့တဲ့သိမ့်စိမ့်ဆိုတဲ့ဇလန်းလေးကိုအဆုံးထိနားဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။ကျမကတော့ခေပါ။